ကျမတို့အဒေါသဆက်ကြည့်မယ်နော်အဒေါသဆိုတဲ့အရာလေးပေါ်လာတာနဲ့တပြိုင်နက်တဲ့လိုင်းစာတာမယ်နော်မုန်းတီးမှုဆိုတာမရှိဘူးနံပါတ်2အကျိုးလိုလာတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ်လာတယ်နှစ်ချက်ရပြီနော်အဒေါသဆိုတဲ့အရာလေးပေါ်လာတာနဲ့တပြိုင်နက်နံပါတ်1မုန်းတီးမှုဆိုတာမရှိဘူးနံပါတ်2အကျိုးစီးပွားလိုလာတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ်လာတယ်ဒါလည်းဓမ္မမိတ်ဆွေတို့ကအဒေါသဆိုတာဒေါသရဲ့စမ်းကျင်ပဲဆိုတာသိသွားပြီပဲလေဒေါသကတော့မုန်းတီးတယ်အဒေါသကြတော့လောဘကြတော့ချစ်ခင်တယ်ဆိုရင်ဒေါသကြတော့မုန်းတီးတာပေါ့နော်ဒါကြောင့်အဲ့တော့အဒေါသနောက်တနည်းအားဖြင့်ပြောရင်မေတ္တာဖြစ်တဲ့အတွက်ကြောင့်အကျိုးစီးပွားလိုလာတဲ့မေတ္တာဆိုတဲ့သဘောတရားပေါ့စမ်းမှတ်နည်းပြောတာနော်ဒါမှတ်နည်းအနေနဲ့ပြောရင်လောဘတုံးကကြတော့ချစ်ခင်တွေ့တာတယ်ဆိုတော့ဒေါသကြတော့မုန်းတီးတယ်ပေါ့ဟုတ်တယ်နော်ဒါဆိုရင်အဒေါသကြတဲ့အခါကျတော့မုန်းတီးမှုမရှိဘူးပေါ့နောက်တစ်ခါအဒေါသဆိုတာမေတ္တာအမြင်ရတဲ့စိတ်တသိပ်ဖြစ်တဲ့အတွက်အကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ့အဲ့ဒီမှာမှဆရာတော်ဘုရားကြီးရဲ့စကားလုံးသိကောင်းနေအဲ့ဒါလေးအမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်တဲ့သိလှတာပဲနော်ဆရာတော်ဘုရားကြီးစကားလုံးလေးတွေသိလှတယ်အဲ့တော့အခုကျမတို့အဲ့ဒါလေးမှတ်ထားပါဦးမေကွန်း type အနေနဲ့ယူလို့ရပြီဒါကြောင့်ကျမ question type စပြီအမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်ဟာတဲ့ဆိုအမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်ဆိုအဒေါသကိုပြောတယ်ဆိုတာမှတ်ထားလိုက်တော့နော်အဒေါသပိုင်ရှင်ပေါ့အမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်ဟာလိုင်းတာမေနံပါတ်1ထာဝရငြိမ်းချမ်းတယ်တဲ့အဲ့တော့ထာဝရငြိမ်းချမ်းတယ်ဆိုတဲ့နေရာမှာအောက်မှာစက်ကြည့်အဲ့ဒါလေးတစ်ချက်လိုင်းတာပြီးတော့နှလုံးသားထဲမှာအမုန်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအစဉ်ထာဝရငြိမ်းချမ်းနေတဲ့အတွက်ဆိုတဲ့အတွက်ကြောင့်အခုထာဝရငြိမ်းချမ်းတယ်ဆိုတာစိတ်ကိုပြောတာဒါကြောင့်အမုန်းတရားကင်းစင်တဲ့အပေါ်ကစာဒီမှာနံပါတ်1ကထာဝရငြိမ်းချမ်းတယ်ဆိုတဲ့နာမှာကိုယ့်ကိုစာလေးဖြစ်ပေါ့နော်အမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်ဤစိတ်သည်လို့ပြန်ဖြေလိုက်နော်ဒီဟာလေးပိုင်ရှင်ဒါလေးစာလေးကိုဒီဟာလေးစိတ်သည်အဲ့ဒါလေးဒီစကားလုံးလေးအပေါ်ဖြေလိုက်ဒါစာကိုစကားပြောဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုထည့်လိုက်နှလုံးသားပိုင်ရှင်ဤပေါ့စိတ်သည်ဒါလေးစာဖြည့်တာစိတ်သည်အစဉ်ဟာလေးကိုဖြည့်လိုက်ပေါ့နော်အစဉ်ဆရာတို့စကားလုံးလေးကိုကြိုက်လို့နော်ဒါလေးနံပါတ်1ပြန်ယူလိုက်မယ်အမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်ဤစိတ်သည်ပိုင်ရှင်ဤစိတ်သည်နံပါတ်1အစဉ်ထာဝရငြိမ်းချမ်းသည်အစဉ်ထာဝရငြိမ်းချမ်းပါသည်ပေါ့နော်ကိုယ်စာနဲ့ကိုဆိုရင်ကိုယ့်ကိုပြန်တော့ရေးပေါ့နော်မုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်စိတ်သည်နံပါတ်1အစဉ်ထာဝရငြိမ်းချမ်းတယ်အကျဉ်းနာမလို့တော့နော်အဲ့ဒါလေးနှလုံးသားထဲမှာမုန်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ထာဝရငြိမ်းချမ်းတဲ့အတွက်ဆိုတာဒါမလို့တော့ဒါလေးကိုခြံလိုက်ပြီးတော့မှနံပါတ်2ချမ်းသာအိပ်ဆက်ချမ်းသာလျက်နို့အိမ်မက်ဆိုကင်းစောင့်ခြင်းနတ်များလူသားလဲချစ်နတ်လဲချစ်လျက်ဆိုတဲ့အကျိုးတရားတွေရတာနံပါတ်2အဲ့တော့အဲ့ဒီအကျိုးတရားကဘာလဲဆိုမေတ္တာအကျိုးတရားလို့အဲ့တော့ကျမတို့ကအဲ့တော့ဆိုတဲ့အကျိုးတရားတွေရတယ်ဆိုတဲ့အပေါ်မှာမေတ္တာအကျိုး17မျိုးပေါ့နော်အဲ့တော့17မျိုးတော့မေတ္တာကြီးအကျိုးတရားတွေရပါသည်ဆိုနံပါတ်2အဲ့ဒါလေးမှတ်ထားလိုက်ပေါ့နော်အဲ့တော့ချမ်းသာအိပ်ဆက်တွေဘာတွေခဏထားလိုက်အောင်အဲ့တော့လူရင်း facts လေးကိုဖတ်ရင်အမုန်းတရားကင်းစင်သည့်နှလုံးသားပိုင်ရှင်ဤစိတ်သည်နံပါတ်1အစဉ်ထာဝရငြိမ်းချမ်းပါသည်အဲ့ဒီအတွက်ဘာဖြစ်လဲနံပါတ်2မေတ္တာအကျိုး17မျိုးရပါသည်မေတ္တာ၏အကျိုး17မျိုးရပါသည်မေတ္တာအကျိုးတရား17မျိုးရပါသည်ဆိုတော့မှမေတ္တာအကျိုး17မျိုးဆိုတာဓမ္မမိတ်ဆွေများနော်လားချမ်းသာအိမ်နိုးအိမ်မက်ဆိုးကင်းချမ်းသာစွာလဲအိပ်ရတယ်ချမ်းသာစွာလဲနိုးရတယ်အိမ်မက်ဆိုးတွေကင်းနေနော်လူနတ်တရားလဲစောက်ရှောက်တယ်လူတရားလဲချစ်တယ်နတ်တရားလဲချစ်တယ်လက်နဲ့စိတ်မီးတွေကြားရောက်ခြင်းမရှိဘူးနော်
အဲ့ဒါနောက်ပြီးတော့စိတ်တရားလည်းတည်ကြည်တယ်မတွေးမဝေသေးရတယ်သေလို့ရှိရင်လည်းဗြဟ္မပြည်လာတယ်ဆိုစပိတအကျိုး7မျိုးရတယ်ဒါပေမဲ့ဆရာတော်ဖေကအဲ့ဒီ7မျိုးလုံးမရေးထားအောင်ဆိုတော့ကျမတို့ဒီမှာ7မျိုးတွေပါမေးချင်မှလည်းမေးမှာပေါ့နော်ဒါ7မျိုးရတယ်လောက်ပဲမှတ်ထားဘာဖြစ်လို့လဲဆိုတော့တဲ့ဆိုတာရှင်းပြချက်ဆိုတာဖတ်မယ်နော်ဘာဖြစ်လို့ရတော့ဆိုတော့တဲ့အဲ့ဒီအကျိုး7မျိုးဘာလို့ရလဲဆိုတော့သူ့နှလုံးသားဒေါသမှမရှိတော့အေးစစ်စစ်ပေါ့အေးစစ်စစ်ပဲတဲ့အပူအပြင်းမရှိဘူးတဲ့သူတစ်ပါးပေါ်မုန်းတာမရှိတဲ့အတွက်ကြောင့်စိတ်နှလုံးကအေးချမ်းနေတယ်တဲ့အေးချမ်းနေတော့တဲ့အိတ်ဆက်တဲ့အခါကျလဲချမ်းချမ်းသာသာအေးရတယ်တဲ့ဒါလေးရှင်းပြနေတာအေးရနိုးတဲ့အခါကျတော့လေချမ်းချမ်းသာသာအေးရကနိုးရတယ်တဲ့အမုန်းမရှိတဲ့အတွက်ကြောင့်ဘသူ့ကိုမှလည်း तू ကမမုန်းဘူးဆိုတော့သူ့နှလုံးသားအင်မတန်အေးချမ်းနေတဲ့ဒါကြောင့်အိမ်မက်ဆိုးလဲကင်းနေတဲ့အမုန်းတရားကင်းပြီးတော့ကြည်လင်အေးမြနေတဲ့နှလုံးသားပိုင်ရှင်စိတ်ချောက်ချဖို့ရအိမ်မက်ဆိုးတွေလဲမမက်ဘူးတဲ့နော်အဲ့ဒါတွေပေါ့နော်အဲ့တော့စောင်းညင်းနဲ့များလူသားလဲချစ်နဲ့လဲချစ်တဲ့အတိုင်းချစ်မှာပေါ့တဲ့အမုန်းတရားမရှိတဲ့နှလုံးသားပိုင်ရှင်ရဲ့မျက်နှာအားအစင်သာဝရကြည်ပြီးတော့နေတာဆိုပြီးလက်သက်ကွင်းပိတ်လိုက်အဲ့ဒါကမေတ္တာအကျိုး7မျိုးကိုရတယ်ဆိုတာလေးနဲ့ဆိုလုံလောက်တယ်ပေါ့နော်အဲ့တော့အမုန်းတရားကင်းစင်တဲ့နှလုံးသားပိုင်ရှင်ရဲ့စိတ်သည်နံပါတ်1သာဝရအစင်သာဝရငြိမ်းချမ်းတဲ့နံပါတ်2မေတ္တာအကျိုးနော်အမုန်းတရားမရှိတဲ့အတွက်ကြောင့်အစင်သာဝရငြိမ်းချမ်းတဲ့အတွက်ကြောင့်မေတ္တာအကျိုး7မျိုးရပါသည်ဆိုပြီးလို့ရှိရင်ဒီမှာဘာလာပြီလဲဆိုတော့မုန်းတီးမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့တယ်ဆိုတော့အဲ့ဒီနှစ်ခုအကောင်ပဲနှိုင်းရှင်ခိုင်းလို့ရတယ်เนาะအဲ့တော့မုန်းတီးမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့ဆိုတာလေး line ထားအဲ့ဒါကလည်း question type အလီလာလို့ရတယ်เนาะခုနကလည်း question type အနေနဲ့အမုန်းတရားကင်းစင်တဲ့နှလုံးသားပိုင်ရှင်မှာရနိုင်တဲ့เนาะရနိုင်တာရေဒါမှမဟုတ်လေဒီနှစ်ခုကိုရှင်ပြီးတော့လည်းမေးလို့ရတယ်เนาะဒါလေးဒါကြောင့် question type လေးတွေလောက်ထားလိုက်တယ်ပြန်ပြီးတော့ဖတ်ယူပေါ့နော်မုံတီးမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့တဲ့ဒီလိုမဟုတ်ဘူးတဲ့ဘေးကလက်သေးကွင်းဖွင့်လိုက်မယ်ဘေးလူကမြင်ရင်တဲ့မျက်နှာကြည့်လိုက်တာနဲ့သိတာတယ်တဲ့ဒါကြောင့်မို့အဲ့ဒီလူမျိုးကိုအရက်ထဲမှာပြောတယ်မှုလားတဲ့သူလှုပ်စားနေရတဲ့အတိုင်းပဲညံတထားဆိုးလိုက်တာတဲ့ဟုတ်တယ်မှုလားဆိုဒါတွေဖြေစရာမလိုဘူးအဲ့တော့ကျမတို့ကအချက်ပဲယူမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလက်သေးကွင်းလေးပဲထည့်ထားလိုက်ပြီးလို့ရှိရင် line တားတော့မယ်နံပါတ်1မျက်နှာတင်းမာတယ်မုံတိမ်မှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကတော့နံပါတ်1မျက်နှာတင်းမာတယ်ဒါသူ့ effects လေးပဲယူလိုက်တယ်ပြီးရင်ဆက်ပြီးတော့ကြည့်မယ်မျက်နှာတင်းမာနေတဲ့ပုဂ္ဂိုလ်တွေကိုတဲ့လိုင်းတားမယ်နံပါတ်2ပတ်ဝန်းကျင်ကအလိုလျောက်ကိုမုံတယ်နော်ဟုတ်လားတပါမိတ်ဆွေများလိုရင်းချက်ကလေးတွေယူလိုက်ရင်နံပါတ်1ကမျက်နှာတင်းမာတယ်မျက်နှာတင်းမာတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကအလိုလျောက်ကိုမုန်းနေတဲ့ဆရာတော်ကစကားပြောတော့ဟောတရားဆိုတော့သူ့ကိုဘာဖြစ်လို့မုန်းလဲဆိုရင်တဲ့သူ့မျက်နှာတင်းမာနေတာကိုဒါမလို့တော့ဘူးပေါ့နော်နံပါတ်2ကမျက်နှာတင်းမာနံပါတ်1ကမျက်နှာတင်းမာတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ကအလိုလျောက်မုန်းကြတယ်လိုင်းတောင်းမယ်နံပါတ်3သူ့နှလုံးသားကလည်းကြည်လင်အေးမြမှုမရှိတဲ့အတွက်တဲ့ဘသူကိုမှပြုံးမပြနိုင်ဘူးတဲ့ဟုတ်တယ်နော်အဲ့တော့ဒေါသရှိနေတဲ့လူရဲ့မျက်နှာအမြဲတမ်းတင်းမာပြီးတော့သူကအပြုံးပြောက်ွယ်နေတာနော်အပြုံးပြောက်ွယ်တယ်မေတ္တာရှိတဲ့ခုနပြောတဲ့ဒေါသရှိနေတဲ့ပုဂ္ဂိုလ်ကြတော့မျက်နှာလေးကကြည်လင်းနေတော့အလုံးကချစ်ကြတယ်နော်ဒါလည်း compare သူနှိုင်းရှင်ပြီးတော့ပြောတာနော်ဒါကြောင့်ခုနအကျိုးတွေလည်းရတယ်လူတွေကလည်းချစ်တယ်နတ်တွေကလည်းချစ်တယ်နောက်ဆုံးအဲ့တော့ဆက်ပြီးတော့သွားမယ်ပြုံးမပြနိုင်တဲ့အထွဲတဲ့ဆက်ဆံရေးတွေကြလာတယ်နံပါတ်4ဆက်ဆံရေးကြလာတယ်နံပါတ်5ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲလာတယ်ဆို5ချက်ပေါ့အဲ့လိုစာဖတ်တယ်ဒါကြောင့်ပြန်ပြောရင်မုန်းတီးမှုရှိသောပုဂ္ဂိုလ်ဤမျက်နှာမှာတင်းမာတယ်ပတ်ဝန်းကျင်ကအလိုလျောက်မုန်းတယ်ဘယ်သူကိုမှပြုံးမပြနိုင်ဘူးဘာလို့မပြုံးနိုင်တာလဲဆိုရင်နှလုံးသားအကြည်လေးအင်းချမ်းမှုမရှိလို့ပြုံးမပြနိုင်ဘူးပြုံးမပြနိုင်တဲ့အတွက်ကြောင့်ပေါင်းသင်းဆက်ဆံရေးတွေကြလာတယ်သူ့ကိုချစ်ခင်တဲ့သူတွေနဲလာတယ်တဲ့ကဲဒါဆိုပြီးသွားပြီပေါ့နော်အဲ့ဒီအောက်မှာမှဗာရေးထားလဲအေးဒီလိုတဲ့အာဒေါသဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားပြစ်နိုင်ပါတယ်ဆိုတာအဲ့ဒါဒီခုနနဲ့မဆိုင်ဟိုဘွားဟောတရားနှခမ်းဒီမှာပြန်လာတတ်အဲ့ဒါဒါနံပါတ်3လို့တက်လိုက်3အာဒေါသဆိုတဲ့သဘာဝတရားဟာဒေါသကိုဖယ်ရှားနေဆိုအဲ့ဒီ3ရဘယ်ရောက်လာလဲဆိုဟိုအပေါ်ကိုပြန်ကြည့်မယ်နော်ပြန်ကြည့်ရင်ဒီမှာအာဒေါသဆိုတာမှာကျမ
ဒီမှာနှစ်ချက်ပြထားတယ်အာဒေါသဆိုတဲ့အရာလေးပေါ်လာတာနဲ့တပြိုင်နက်နံပါတ်1မုန်းတီးမှုမရှိဘူးနံပါတ်2အကျိုးစီးပွားလိုလားတဲ့မေတ္တာသဘောတရားလေးပေါ်လာတယ်ဟုတ်လားမေတ္တာသဘောတရားလေးပေါ်လာတယ်နော်မေတ္တာသဘောတရားလေးပေါ်လာတယ်ဒါတစ်ချက်နော်အဲ့ဒါလေးနှစ်ချက်ပဲရှိသေးတယ်ပြီးတော့မှဟိုးအောက်ဆုံးကနံပါတ်3အာဒေါသဆိုတဲ့သဘာဝတရားဟာဒေါသကိုဖယ်ရှားပြစ်နိုင်ပါသည်ပြန်ပြောမယ်နော်ပြန်ကြည့်နော်ရောမယ်နော်ပြန်ပြောအောင်အာဒေါသနဲ့ပတ်သက်တာအာဒေါသဆိုတဲ့အရာလေးပေါ်လာတာနဲ့တပြိုင်နက်နံပါတ်1မုန်းတီးမှုဆိုတာမရှိဘူးနံပါတ်2အကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ်လာတယ်ဟိုအောက်ဆုံးသွားမယ်နံပါတ်3အာဒေါသဆိုတဲ့သဘာဝတရားဟာဒေါသကိုဖယ်ရှားပြစ်နိုင်ပါတယ်ရလားရှင်ရလားလို့ဒီ3ကတွေ့လားဟိုအောက်ဆုံးမှာလေးတွေ့လားအေးဒီလိုအာဒေါသဆိုတဲ့သဘာဝတရားဒေါသကိုပယ်ရှားဖြစ်နိုင်ပါတယ်ဆိုတာဒါစကားကိုဆက်လိုက်တာရပြီနော်ပြန်ပြောမယ်မိလားမသိဓမ္မမိတ်ဆွေများနော်အဲ့ဒီကြားထဲမှာဘာဝင်သွားတာလဲဆိုဆရာတော်ဟောတရားဖြစ်တဲ့အတွက်နော်အကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ်လာပြီးတော့မှကြားထဲမှာမုံတရားကင်းစင်တဲ့နှလုံးသားပိုင်ရှင်စိတ်သည်နံပါတ်1အစဉ်ထာဝရငြိမ်းချမ်းဒီ1ကခုန1နဲ့မဆိုင်ဘူးတက်သွားတာမုံတရားကင်းတဲ့နှလုံးသားပိုင်ရှင်ရဲ့စိတ်သည်နံပါတ်1အစဉ်ထာဝရငြိမ်းချမ်းနေပြီးရင်နံပါတ်2ဟလာချမ်းသာအိပ်ဆက်အစရှိတဲ့မေတ္တာအကျိုးဆက်တစ်မျိုးတွေရနိုင်ပါသည်ဆိုပြီးသွားပြီဒါနှစ်ချက်တကမုန်းတိမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့မျက်နှာထားတေးမာတယ်ပတ်ဝန်းကျင်ကလိုလျောက်မှုနဲ့ဒါတွေဒါဆို5ချက်သွားတယ်5ချက်ပြီးတော့မှအေးဒီလိုဆိုအဲ့လိုဆိုရင်အာဒေါသဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားပြစ်နိုင်ပါတယ်ဆိုတာခုနကအာဒေါသနဲ့ပတ်သက်ပြီးပြောနေတာ1နှစ်ပြီးရင်ဒီဟာကိုထည့်လိုက်3ရှုပ်သွားလာရင်ဒေါသနဲ့ပတ်သက်တာပြန်ပြောမယ်အာဒေါသဆိုတာဘာလဲလို့ပြောရင်နံပါတ်1ကအာဒေါသဆိုတဲ့အရာလေးပေါ်လာတာနဲ့တပြိုင်နဲ့သူကဒေါသကိုဖယ်ရှားတာပြောနေတာလေခုနဒေါသရှိတော့မုန်းတီးတယ်အခုအာဒေါသဝင်လာတာနဲ့တပြိုင်နဲ့ဒေါသမရှိတော့တဲ့အတွက်မုန်းတီးမှုဆိုတာမရှိဘူးအာဒေါသဝင်လာရင်နံပါတ်2အကျိုးစီးပွားလိုလားတဲ့မေတ္တာသဘောတရားလေးပေါ်လာတယ်နံပါတ်3အဲ့ဒီလိုပဲအာဒေါသသည်ဒေါသကိုပယ်ရှားပြစ်နိုင်ပါသည်ပြီးပြီအဲ့တော့မေတ္တာဆိုတဲ့အကျိုးစီးပွားလိုလားတဲ့မေတ္တာသဘောလေးပေါ်လာတဲ့အတွက်ပြောအပေါ်ကပြောနေတယ်မုန်းတိမှုမရှိတော့တဲ့အတွက်ဆိုပြီးဆရာတော်ကဒီမှာစကားလုံးလေးလှလှလေးထည့်ထားတာအမုန်းတရားကင်းစင်နဲ့နှလုံးသားပိုင်ရှင်သည်ဘယ်လိုမျိုးထူးခြားချက်ရှိတယ်လဲ question type လို့ဒါကြောင့်ပြောလိုက်တာအမုန်းတရားကင်းစင်တဲ့နှလုံးသားပိုင်ရှင်သည် question type အနေနဲ့ပြောရင်စိတ်အစဉ်သည်နံပါတ်1အစဉ်ထာဝရငြိမ်းချမ်းပါတယ်ချမ်းသာစွာအိပ်ရတဲ့အစရှိတယ်ပေါ့နော်ဟလာချမ်းသာအိပ်ဆက်ချမ်းသာလျက်နှုတ်အစရှိသည်ဖြင့်ဆရာတော်ပြောသလိုပဲပေါ့အကုန်မရေးနိုင်တော့မှမေတ္တာအကျိုး7မျိုးတရားရနိုင်ပါသည်ဒါပဲပေါ့အဲ့ဒါမျိုးမေတ္တာအကျိုး7မျိုးတွေကဘာတွေလဲဆိုတော့ဆရာတော်ဘုရားလည်းအသေးစိတ်မရှင်းဘူးဆိုတော့ဓမ္မမိတ်ဆွေတို့ကြည့်ကြရင်တော့နောက်မှပဲကျွန်မခေါ်ပေးမယ်ပေါ့နော်တော်တော်စေဒီလောက်ပဲဆရာတော်မမေးဘူးလို့ထင်ပါတယ်เนาะဘာလို့ချမ်းချမ်းသာသာအိပ်ရတယ်လဲဆိုလေနည်းနည်းလေးဖတ်ထားပေါ့အပူပင်မရှိတဲ့အတွက်ကြောင့်အိပ်ရတယ်ဘာလို့ချမ်းချမ်းသာသာနိုးလဲဒါလေးလိုက်ဖတ်ထားပေါ့เนาะပြီးတော့မှတခါဒေါသကိန်းပြီးတော့ဒေါသရှိတဲ့သူဟာကြတော့ဘယ်လိုဖြစ်မလဲဆိုရင်ခုနဟာလေးမှာအာဒေါသဆိုတာပြင်လာတဲ့နေရာမှာဒေါသဖြစ်လာရင်မုန်းတီးမှုရှိလာမယ်အကျိုးစီးပွားလိုလားတဲ့မေတ္တာမရှိဘူးလေဒါကြောင့်မုန်းတီးမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြားဒေါတဲ့ဆိုတာဒေါသဝင်တဲ့မျက်နှာကြားတော့ဘာဖြစ်လဲမျက်နှာထားတင်းမာတယ်ပတ်ဝန်းကျင်ကလိုလျောက်မုန်းနေနော်နောက်ပြီးတော့မပြုံးပြနိုင်ဘူးမပြုံးပြနိုင်တော့ဆက်ဆံရေးတွေကြလာတယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေနဲလာတယ်ဒါပဲပေါ့နားလေလားအဲ့ဒီရဲ့အနောက်မှာပါနေတယ်အေးဒီလိုအာဒေါသဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားနိုင်တယ်ဆိုတာဒါနဲ့မဆိုင်ဘူးလို့ပြောတယ်ခုနကဘောက1နှစ်နဲ့ဆိုင်တယ်ရှင်းလားလည်းမသိဘူးအဲ့တော့ကိုယ့်အကို1နှစ်3ကိုလေအရာကိုစင်တူလေးလုပ်ထားအောင်ဒါမှမဟုတ်လေဟို capital letter စသည်ဖြင့်ဒါမှမဟုတ်ဗမာလို1နှစ်3နဲ့ဟိုဟလာအင်္ဂလိပ်လို1နှစ်တက်တာခွဲထားလိုက်ပေါ့ဓမ္မမေးဆွေများရှင်းလားမသိအဲ့ဒီလောက်ထိလိုက်ပြောရင်လည်းသိမကောင်းဘူးထင်ပါတယ်ပြောတတ်ပြောပြီးသွားပြီကဲပြီးသွားပြီဆိုတော့အာဒေါသပြီးသွားပြီအာဒေါသပြီးသွားပြီဆိုတော့ဘာလေးဟောတရားဆိုတော့ဘာဝင်လာလဲလိုင်းပိတ်လိုက်တော့အာဒေါသပြီးသွားပြီလိုင်းပိတ်လိုက်နော်အာဒေါသဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားပြစ်နိုင်ပါတယ်နံပါတ်3ပြီးလိုင်းပိတ်လိုက်လို့ပြောတာရတယ်နော်စာအုပ်သေးသေးလေးတွေနဲ့ကြည်နေရတော့လေအဲ့လိုသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကဲအဲ့လားဆိုလို့ရှိရင်အောက်မှာဘာလာလဲဆိုစကားဆရာတော်ကစကား
လိုအပ်တာလေးတစ်ခုထည့်ပြီအလောဘဆိုတဲ့သဘာဝတရားဟာလေတဲ့လောဘကိုဖယ်ရှားပြစ်နိုင်သလိုတဲ့လောဘကိုဖယ်ရှားခြင်းနဲ့ဆိုရင်တဲ့အလောဘကိုထူထောင်ရသလိုလို့တွေ့လိမ့်မယ်တွေ့လားဓမ္မမိတ်ဆွေတို့စာအုပ်ထဲမှာထူထောင်ရသလိုဖြစ်မနေဘူးလားပြန်ဖတ်မယ်နော်တေချာကြည့်ကျမတို့မကြည့်နဲ့စာကိုငုံကြည့်စာ correction လုပ်တော့မှာအလောဘဆိုတဲ့သဘာဝတရားဟာလေလောဘကိုဖယ်ရှားပြစ်နိုင်သလိုလောဘကိုဖယ်ရှားခြင်းနဲ့ဆိုရင်အလောဘကိုထူထောင်ရသလိုဖြစ်နေတယ်တွေ့လားအဲ့ဒီမှာသလိုဖြစ်လိုက်ပါတဲ့ဒေလို့ပြင်လိုက်ပါတဲ့ဆရာတော်ဘုရား correction လုပ်ပေးထားပါတယ်ကျမမျက်နှာကိုမကြည့်နေနဲ့ဖြစ်လိုက်ပါပြင်လိုက်ပါပြန်ကြည့်မယ်တွေ့လားစာအုပ်ရှာလို့တွေ့ရဲ့လားစာရှာတွေ့လို့လားတွေ့တယ်နော်မတွေ့ဘူးလားအလောဘဆိုတဲ့သဘာဝတရားဟာလေလောဘကိုဖယ်ရှားပြစ်နိုင်သလိုလောဘကိုဖယ်ရှားခြင်းနဲ့ဆိုရင်အလောဘကိုထူထောင်ရသလိုဖြစ်နေတယ်သလိုနှစ်ခုဖြစ်နေလို့အနောက်သလိုဖြစ်လိုက်တယ်နားလည်ပြီလားအဲ့တော့အဲ့ဒီဒဲပြင်ပြီးပြီနော်ပြန်ဖတ်ပေးမယ်ပြန်အမှန်တိုင်းဒါ zero correction လုပ်ပေးထားတာဘယ်လောက်ကန်ကောင်းထားလဲဓမ္မမိတ်ဆွေတို့နော်တကယ်ဆိုရင်အဲ့ဒါခုအသစ်ထုတ်တဲ့စာအုပ်မှာ correction ပြင်ထားတာအရင်တော့အသေးလေးတွေမှာအဲ့လို correction လေးတွေပါမှားနေတာပါတယ်အဲ့ဒါအခုကျမတို့ကပြန်ပြီးတော့နော်ဓမ္မမိတ်ဆွေတယောက်ကကြည့်ပေးလိုက်တော့အခုကျမတို့ကမပေးမှန်းဘူးပေါ့နော်အဲ့တော့ကဲပြန်ကြည့်မယ်ပြန်ဖတ်မယ်အမှန်တိုင်းအလောဘဆိုတဲ့သဘာဝတရားဟာလေလောဘကိုဖယ်ရှားပြစ်နိုင်သလိုလောဘကိုဖယ်ရှားခြင်းနဲ့ဆိုရင်အလောဘကိုထူထောင်ရတယ်အဲ့တော့ဆိုလိုတာဘာပြောတာလဲအလောဘဆိုတာကောင်းတဲ့တရားအလောဘဆိုတဲ့ကောင်းတဲ့တရားပယ်လာဖြစ်လာပြီဆိုရင်လောဘကိုဖယ်ရှားပြစ်နိုင်ပါတယ်ဒါတစ်ချက်နောက်တစ်ပြောင်းပြန်ပြောရင်လောဘကိုမှရှိတဲ့လောဘတရားကိုဖယ်ရှားပြစ်ချင်ရင်တဲ့မင်းတို့ဘာလုပ်သင့်တယ်လဲတဲ့အလောဘတရားကိုထူထောင်ရမယ်ဒါပဲလေနောက်တနည်းဒါဒီစကလုံးကိုမှတ်မိဖို့စဉ်းစားရင်အလောဘဆိုတာကောင်းတဲ့တရားဘာလားတောပနာစိတ်တသိက်ထဲပါတယ်လောဘဆိုတာအကုသိုလ်စိတ်တသိက်ထဲပါတယ်ဟုတ်လားအကုသိုလ်ဆိုတာဖယ်ရှားပြရမယ်တရားလေကုသိုလ်ဆိုတာအကုသိုလ်ပယ်တတ်တဲ့တရားကုသိုလ်သည်အကုသိုလ်ပယ်တတ်တယ်အကုသိုလ်ဆိုတာပယ်ရှားပယ်ခြင်းကိုခံရမယ်တရားကုသိုလ်ဆိုတာအကုသိုလ်ဒါကြောင့်လောကကြီးမှာကျမတို့ဗုဒ္ဓဘာသာဝင်နေဖခင်ရဲ့စကားကိုနားထောင်နေကြတဲ့ပုဂ္ဂိုလ်တွေဒီဘာကြောင့်ကုသိုလ်လုပ်တာလဲလို့ပြောရင်ကောင်းကျိုးလိုချင်လို့လုပ်တာမဟုတ်ဘူးကုသိုလ်လုပ်နေတာဒီအကုသိုလ်ကိုပယ်ဖို့လုပ်နေတာအဲ့ဒီ sense ပျောက်နေကြပြီးတော့မိယိုးဖလာများကကုသိုလ်လုပ်တာဘာလို့လဲကောင်းကျိုးလိုချင်လို့လုပ်နေတာဖြစ်သွားကြတာအဲကြောင့်ကုသိုလ်ဆိုတာကောင်းတဲ့သဘောအပြစ်ကင်းတဲ့သဘောကောင်းတဲ့အကျိုးပေးတတ်တဲ့အကြောင်းသဘောအကုသိုလ်ဆိုတာမကောင်းတဲ့သဘောအပြစ်ရှိတဲ့သဘောမကောင်းတဲ့အကျိုးပေးတတ်တဲ့အကြောင်းသဘောဒါကိုကွာမှတ်ထားရင်ကျမတို့ငယ်ငယ်တည်းကသိနေတာကုသိုလ်လုပ်ကြကုသိုလ်လုပ်ကြကောင်းတာလုပ်ကြကောင်းတာလုပ်မှကောင်းတဲ့အကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရမယ်ဆိုကုသိုလ်နဲ့အကုသိုလ်အကျိုးလုပ်နေတာတကယ်တော့မဟုတ်ဘူးကုသိုလ်လုပ်နေတာသည်အကုသိုလ်ကိုဖယ်ဖို့ပဲပယ်ဖို့ပဲကုသိုလ်ဆိုတာအကုသိုလ်ကိုပယ်ရမယ်လက်နဲ့ဖယ်ကုသိုလ်ကလည်းအကြောင်းအကုသိုလ်ကလည်းအကြောင်းနှစ်ခုစလုံးအကြောင်းကုသိုလ်ကကောင်းတဲ့အကြောင်းအကုသိုလ်ကမကောင်းတဲ့အကြောင်းဒါပေမဲ့အကုသိုလ်ဆိုတာရန်သူကြီးပယ်ပြစ်ရမယ်တရားကုသိုလ်ဆိုတာရန်သူကိုတိုက်ဖျက်ရမယ်လက်နဲ့အကုသိုလ်ကိုမပယ်နိုင်မဲ့ချင်းအဲ့ဒီကုသိုလ်လက်နဲ့ကိုဆွဲကင်သွားရမှာအဲကြောင့်ကုသိုလ်လက်နဲ့အနေနဲ့ကျမတို့အဘိဓမ္မာသင်တဲ့သူတွေပြန်ပြောမယ်နော်ကုသိုလ်လက်နဲ့အနေနဲ့၄ဆင့်ရှိတယ်ကာမကုသိုလ်လက်နဲ့ရူပကုသိုလ်လက်နဲ့အရူပကုသိုလ်လက်နဲ့လောကုတ္တရာကုသိုလ်လက်နဲ့ကာမကုသိုလ်ဆိုတာကဒါနသီလဘာဝနာရိုးရိုးရူပနဲ့အရူပကုသိုလ်ဆိုတာဇံကုသိုလ်မဟေကုတ်ကုသိုလ်လောကုတ္တရာကုသိုလ်ဆိုတာမဲ့ဆိုတဲ့ကုသိုလ်
ဒါဆိုရင်ကာမကုသိုလ်ဆိုတဲ့ဒါနသီလဘာဝနာတို့သည်ဒီအကုသိုလ်ယန္တုကြည့်အကုသိုလ်ယန္တုတစ်မျိုးတည်းကိုတိုက်ဖြစ်ရမယ်ကုသိုလ်လက်နဲ့သည်၄ဆင့်ကိုပေါင်းလိုက်ရင်၃ဆင့်ပေါ့ရိုးရိုးဒါနသီလဘာဝနာရဲ့ဇန်အဆင့်ကိုရောက်တဲ့ကုသိုလ်ရဲ့မဲ့အဆင့်ကိုရောက်သွားတဲ့ကုသိုလ်ရဲ့ဒါပဲအဲ့ဒီမှာမှဒီအကုသိုလ်ကိုကာမကုသိုလ်ဆိုတဲ့ဒါနသီလဘာဝနာတည်င်းကားလေးပဲပယ်နိုင်တယ်ဒီမဟေကုတ်ဆိုတဲ့ဇံကုသိုလ်ကကြတော့အတော်ကြာပယ်နိုင်တယ်လောကုတ္တရာကုသိုလ်ဆိုတဲ့မက်ကတော့သမုတ်စေတာတဟံအမြင့်ပြတ်ပယ်နိုင်တယ်ဆိုတာမှတ်ထားရင်ကုသိုလ်ဆိုတာအာကုသိုလ်ယန္တုကိုပယ်နိုင်ဖို့ဆွဲကင်ထားတာအဲ့ဒီအာကုသိုလ်တွေကုံသွားလို့ရှိရင်ကုသိုလ်လက်နဲ့ကင်စရာမရှိတော့ဘူးအဲ့ဒီသဘောလေးကအမြဲတမ်းဆွဲထင်သွားရမှာဓမ္မမိတ်ဆွေများဒါကြောင့်ဖယားရှင်တိုင်းကဘာဖြစ်လဲမကောင်းမှုမှန်သမျှကိုစိုးစင်းနေငယ်တော့မပြုတ်နဲ့မကောင်းမှုမှန်သမျှကိုပယ်မကောင်းမှုရှောင်မကောင်းမှုတွေကိုရှောင်နိုင်ဖို့မကောင်းမှုကိုပယ်နိုင်ဖို့ကောင်းမှုတွေဆောင်အဲ့တော့အဲ့ဒီကောင်းမှုဆောင်တာမကောင်းမှုအကုသိုလ်ပယ်တတ်ဖို့ပယ်တတ်သွားလို့စိတ်တဏ္ဍာမှာမကောင်းမှုတွေလုံးဝမရှိတော့ရင်အဖြူစင်ဆုံးသောစိတ်အဖြူစင်ဆုံးသောစိတ်ဆိုတာအရဟတဖို့စိတ်ဓမ္မမိတ်ဆွေများရဲ့ဒါယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်အဲ့တော့အရဟတမေနဲ့အရဟတမေနဲ့ဒီအကုသိုလ်တွေကိုအမြင့်ပြတ်ပယ်သွားပြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဒီကုသိုလ်ထဲမှာအရဟတမေဒီနောက်ဆုံးကုသိုလ်ပဲဒီကုသိုလ်နဲ့ဒီအကုသိုလ်မှန်သမျှအမြင့်ပြတ်ပယ်လို့ရှင်ဘာမှကုသိုလ်လုပ်เสียမရှိတော့တဲ့အတွက်အရဟတမေဒီအရဟတဖို့အကျိုးပေးတော့ယဟန္တာဖြစ်သွားပြီးလက်နဲ့ကင်เสียမရှိတော့ဘူးလက်နဲ့ချသွားပြီခုကျမတို့ကအခုချိန်ကလက်နဲ့ချလို့မရဘူးကုသိုလ်လက်နဲ့ကိုကင်နေရမှာအဲ့ဒီကုသိုလ်လက်နဲ့ကင်နေသမျှဒီအကုသိုလ်တိုက်ဖြတ်ဖို့ပဲအဲ့ဒီ idea ကိုကိုကဝင်သွားရင်ကုသိုလ်လုပ်နေတာကောင်းကျိုးလိုချင်လို့ဆိုရင်အဲ့ဒီလိုချင်နေတာဒီပင်အကုသိုလ်ပြန်ဖြစ်နေတယ်လိုချင်နေတာလောဘပြန်ပါသွားရင်အဲ့ဒါတန်တရားရှည်သွားမှာကုသိုလ်လုပ်နေတာအကုသိုလ်ပယ်ဖို့ဆိုရန်သူကအကုသိုလ်ဖြစ်တဲ့အတွက်အလောဘဆိုတော့ကုသိုလ်သည်လောဘဆိုသောယန္တုကိုဖယ်ရှားပြစ်နိုင်တယ်။ပြောင်းပြန်ပြောရင်လောဘဆိုသောတွေ့တာမှုယန္တုကိုဖယ်ရှားလိုသောပုဂ္ဂိုလ်သည်အာလောဘဟုသောကုသိုလ်ကိုထူထောင်ရမယ်။ဒီဆန်းဆိုပေးနေတာအဲ့ဒီနေရာမှာအစားထိုးအာဒေါသဆိုတဲ့သဘာဝတရားကုသိုလ်တရားသည်ဒေါသတရားကိုဖယ်ရှားပြစ်လိမ့်မယ်ဒေါသတရားကိုဖယ်ရှားလို့သောပုဂ္ဂိုလ်သည်အာဒေါသတရားကိုထူထောင်ရမယ်ဟုတ်ပြီတော့ထိုနည်းတူစွာအာမောဟဟုသောတရားသည်မတင်ရသေးဘူးအာမောဟဟုသောတရားသည်မောဟဟုသောတရားကိုဖယ်ရှားမယ်ပြောင်းမြဲမောဟဟုသောတရားကိုဖယ်ရှားလို့သောသူသည်အာမောဟတရားကိုထူထောင်ရမည်ဒါပဲအဲ့ဒီသွားနေတာဆရာတို့ပေးပြနေတဲ့ message ဒါကြောင့်ကျမတို့တွေကအကုသိုလ်တွေဘာမှမကြံတော့တဲ့နေ့မှာကုသိုလ်လုပ်เสียမရှိတော့တဲ့အတွက်အကုသိုလ်တွေကိုအရဟတမဲ့ဆိုတဲ့ကုသိုလ်နဲ့အမြင့်ပြတ်ပယ်ရှားပြီးတဲ့ဖရာယဟန္တာပိစေကဗုဒ္ဓများသည်အကုသိုလ်ကိုအရဟတမဲ့ဆိုတဲ့အမြင့်ဆုံးကုသိုလ်နဲ့အမြင့်ပြတ်ပယ်သွားပြီးတဲ့နောက်မှာရန်သူလည်းမရှိဆွဲကြိုက်เสียနောက်ထပ်ကုသိုလ်လည်းမရှိတော့တဲ့အတွက်ကြောင့်ဖရာယဟန္တာပုဂ္ဂိုလ်များသည်ကုသိုလ်လည်းမရှိတော့ဘူးအကုသိုလ်လည်းကုံသွားပြီကုသိုလ်လည်းလုပ်เสียမရှိတော့တဲ့အတွက်ကြောင့်ကုသိုလ်ရောအကုသိုလ်ရောကုံသွားတာပဲကုတလာကုတလန်ဇဟံကုသိုလ်ရောအကုသိုလ်ရောကုံသွားပြီဒါကြောင့်လုတ်သမျှအားလုံးသည်ကရိယာဖြစ်သွားတာဖရာရှင်ဟောတယ်ဒါနပြုလဲကုသိုလ်မဟုတ်တော့ပြုကမျှပဲဘုရားရှင်တို့မှလည်းဟလာရှောင်းတီလာတော့မရှိပေမဲ့စာရိတ္တတီလာဆိုတဲ့စောင်းတီလာတွေရှိတာပဲလေနော်အဲ့ဒါတွေဒီလဲဘာပဲလဲပြုကားမျှပဲတရားဟောနေတဲ့ဓမ္မဒေသနာကုသိုလ်မခေါ်ဘူးတရားဟောလဲပြုကားမျှပဲဒါကြောင့်ကရိယာကြီးပဲအကုန်ဖြစ်သွားတယ်အဲ့ဒီ idea ကိုဝင်ပြီးဒီစကလုံးလေးကတန်ဖိုးမြင်လာလိမ့်မယ်အလောဘဆိုသောသဘောတရားသည်လောဘကိုဖယ်ရှားပြစ်နိုင်တယ်လို့လောဘကိုဖယ်ရှားပြစ်လို့ကြည်ရင်အလောဘကိုထူထောင်ရသည်ဒီ sense လေးရအောင်ယူလိုက်ပါဓမ္မမိတ်ဆွေများရှင်ညပြီနော်အဲ့လိုလေးမြင်လိုက်ရင်ခုနကုသိုလ်အကုသိုလ်ဆိုတဲ့ခေါင်းစဉ်လေးကိုဆရာတော်ဖေကအပြစ်ရှိနေတာလားမရှိနေဘူးလားကိုညံနဲ့ကိုစဉ်းစားစွာလေးကိုဆရာတော်ဒါလေးကိုပြောပြနေတာဟုတ်တယ်လား
အစင်လာနေနဲ့ဟာအကုသိုလ်အလောဘဆိုတာကုသိုလ်တရားပါကောင်းတဲ့တရားပါလောဘဆိုတာအကုသိုလ်တရားပါကျမတို့သင်ထားဘူးတယ်အဲ့ဒါကြီးကိုလှေနံဓာတ်တွေကြီးသွားဆွဲနေအဲ့ဒီအစင်လာအောက်ထဲဝင်သွားလိမ့်မယ်အဲ့ဒီထဲမဝင်နဲ့ကိုညံနဲ့ပြန်သုံးသက်ဖြစ်လာရင်လောဘဆိုတာဘလို့သဘောရှိလဲအလောဘဆိုတာဘလို့သဘောရှိတယ်လဲဆိုတာအဲ့ဒါလေးကိုစဉ်းစားရင်အကုသိုလ်ဆိုတဲ့သဘောတရားဖြစ်နေတဲ့ချိန်လုံနေတဲ့ချိန်မှာစိတ်နှလုံးပူပန်နေရတယ်ပြီးသွားလို့ရှိရင်အကျိုးတွေလာရင်လဲဟလာဝမ်းနဲ့ကြေကွဲငိုကြိတ်မိတ်ပြီးတော့ငိုကြရတယ်အလောဘဆိုတဲ့သဘောတရားကောင်းတဲ့အတွက်ကြောင့်ပေးနေတဲ့ချိန်မတွေ့ဘူးလေစွန့်လွတ်နိုင်တယ်အလောဘရဲ့သဘောစွန့်လွတ်တဲ့ကြောင့်ပေးနိုင်တဲ့အတွက်ကြောင့်တွေ့တာမှုတွေကင်းနေတယ်ဟုတ်တယ်လားတွေ့တာမှုကင်းတဲ့သဘောလေးဝင်လာပြီဆိုတာနဲ့ဘာဖြစ်လဲပူပန်မှုတွေလျော့လာတယ်တွေ့တာမှုမရှိတဲ့တစ်ချိန်မှာဘာဖြစ်လဲပူပန်မှုတော့ကလုံးဝမရှိတော့ဆိုဘယ်လောက်ကောင်းထားလဲဒီဟာလေးဒီလုံးနေစင်မှာကလည်းပြီးနေချိန်မှာလည်းစိတ်နှလုံးကဝမ်းမြောက်ရတယ်ရလာတဲ့အကျိုးကြလည်းပြုံးပြုံးရွှင်ရွှင်နဲ့လေခံစားနေရတယ်ဆိုဒီသဘောလေးတွေအခုတေချာစားထဲမှာနေဒီလိုသဘောတွေရှိပါလားဆိုတာတကယ်ဖြစ်စဉ်လေးတွေနဲ့တိုက်ပြီးတော့ဘယ်ဟာလှုပ်တင်လဲဆိုတာနောက်ဆုံးလာတော့မယ်ဟုတ်ပြီနော်မြင်ပြီနော်အဲကြောင့်စာဖတ်တယ်ဆိုတာသဘောတရားဖတ်တယ်ဆိုတာအဲ့လိုဖတ်သွားဓမ္မမိတ်ဆွေမယ်အဲ့တော့ဒါအလောဘနဲ့လောဘပြီးပြီငင်းဆောင်ဖြက်ကြည့်အောင်ကိုယ့်ရဲ့စိတ်ထဲမှာတဲ့ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားပြစ်ခြင်းနဲ့ဆိုရင်လေတဲ့ဘာလို့ရမလဲအာဒေါသဆိုတဲ့မေတ္တာတရားမိမိရဲ့နှလုံးသားထဲမှာတည်ဆောက်ရတယ်တဲ့တည်ဆောက်ခြင်းဖြင့်သာဖယ်ရှားနိုင်ပါတယ်တဲ့ဆိုတော့အဲ့ဒါဘာလဲဒါကခုနအလောဘနေရာမှာဒေါသထည့်လိုက်တာပေါ့ဒါကြောင့်ဒေါသအမုန်းတရားအာဒေါသဘာလဲမေတ္တာပေါ့ဟုတ်တယ်လားအဲ့ဒါလေးကိုနားလည်သွားပြီဆိုရင်အဲ့ဒါလေးနဲ့ဒါလောဘနဲ့အလောဘနော်အလောဘနဲ့လောဘအဒေါသနဲ့ဒေါသအဲ့ဒါကိုဒီမှာဆရာတော်ကဥပမာလေးပေးလာတယ်တဲ့ယောဂဖြစ်ရင်ဘာလုပ်ရသလဲတဲ့ယောဂပြောက်တဲ့စေတောက်ရတာပေါ့တဲ့ဟုတ်ပြီနော်ယောဂပြောက်တဲ့စေတောက်ရတာပေါ့တဲ့စေကသာယောဂကိုဖယ်ရှားနိုင်တာပေါ့တဲ့ထို့တူပဲတဲ့တဘာဝတရားတွေမှာလည်းအပြန်အလှန်တွေရှိတယ်တဲ့လောဘကိုဖယ်ရှားခြင်းနဲ့ဆိုရင်အလောဘကိုတိဆောက်ရမယ်တဲ့ဆိုတော့ခုနလက်သေးခွင်းကြီးကဒီကြမှာပဲပိတ်လိုက်လို့ရတယ်เนาะဒါယောဂဆိုတာကဥပမာလေးနဲ့ပြတာဒါလေးဥပမာအဲ့တော့ဒီ၄တော့လက်သေးခွင်းကဒီကြမှာပိတ်တယ်เนาะအဲ့တော့မှပြီးတော့လက်သေးခွင်းပြန်ဖွင့်မယ်သူတို့နှစ်ခုဆိုတာဘာကိုပြောတာလဲလောဘနဲ့အလောဘဒေါသနဲ့အဒေါသနော်ဒီမှာမောဟနဲ့အမောဟထည့်မပြောပါမယ်ထည့်လဲရတာပဲထားလိုက်အောင်နော်ဆရာတို့အောက်မှာအမောဟအကြောင်းသင်အောင်မှာဒါကြောင့်သူတို့နှစ်ခုဟာတဲ့အလေးနဲ့အမှောင်လိုပဲတဲ့အတူတူမဖြစ်ဘူးတဲ့လောဘနဲ့အလောဘကိုပြောတာဒေါသနဲ့အဒေါသကိုပြောတာအဲ့တော့အလင်းနဲ့အမှောင်ဆိုဓမ္မမိတ်ဆွေများရှင်ဘယ်ကအမှောင်လဲလောဘနဲ့အလောဘမှာဘယ်ကအမှောင်လဲလောဘအမှောင်ပေါ့ဘယ်ကအလင်းလဲအလောဘပေါ့ဒေါသနဲ့အဒေါသရောဘယ်ကအမှောင်လဲဒေါသကအမှောင်ပေါ့အဒေါသအလင်းပေါ့အဲ့တော့အလင်းနဲ့အမှောင်ဒီပြိုင်တူဖြစ်လို့မရဘူးဟုတ်တယ်လားဒါပဲလေအမှောင်ရှိနေရင်အလင်းမရှိဘူးအလင်းရှိနေရင်အမှောင်မရှိမနေဘူးပြိုင်တူမဖြစ်နိုင်ဘူးဆိုရင်ပြီးသွားပြီဒီစာဘက်ကအောက်မှာဘာလို့လဲအမောဟလာပြီဒါကြောင့်ကျွန်မကဘာလုပ်လိုက်လဲ line ပိတ်လိုက်ပြီဒါဆိုအခုဖတ်လိုက်တဲ့နေရာလေးဒီအလောဘဆိုတဲ့သဘာဝတရားလေလောဘကိုဖယ်ရှားနိုင်တယ်ဆိုတဲ့ဒီဥပမာလေးမှာယောဂနဲ့စေးယောဂဖြစ်ရင်ဘာလုပ်ရမလဲစေးတောက်ရမယ်ဆိုလောဘဆိုတဲ့ယောဂဖြစ်လာရင်ဘာစေးတောက်ရမလဲအလောဘစေးတောက်ပေါ့ဒေါသဆိုတဲ့ယောဂဖြစ်ရင်အဒေါသစေးတောက်ပေါ့ဒါအဲ့ဒါကြောင့်ဒီနေရာလေးဒီမေးမယ်ဆိုရင် question ဆိုပြီးကျွန်မဒီမှာလေးဟိုကို gist လေးရေးထားတယ်ဒီဘက်မှာအဲ့လိုလေးမှတ်စုလေးထုတ်လိုက်တယ်ဟိုစာပိုက်ကြီးမကြည့်တော့ဟုတ်ပြီလားဟိုဒါကိုကြည့်ပြီးတော့ပြောကြည့်မယ်မရရင်ဒီဘက်ပြန်ကြည့်မယ်အဲ့လိုလုပ်ရတယ်နော်ဒါဆိုရင်အဲ့ဒါလေးရေးထားလိုက်ပေါ့ဒီစာပိုက်ကလေးရဲ့ဘေးမှာအလောဘဆိုတဲ့သဘောတရားကလောဘကိုဖယ်ရှားမယ်အဒေါသဆိုတဲ့သဘောတရားဒေါသကိုဖယ်ရှားတယ်အဲ့ဒီနေရာမှာဥပမာလေးကယောဂနဲ့စေပြထားတယ်ဟုတ်လားယင်တခါနောက်တစ်ခုကအလောဘနဲ့လောဘအဒေါသနဲ့ဒေါသဒီပြိုင်တူမဖြစ်နိုင်ဘူးတဲ့ဆရာတော်ဘုရားပြောထားတယ်
နော်ဗျိုင်းတူမဖြစ်နိုင်ဘူးအဲ့ဒါဘာနဲ့ဥပမာတူထားလဲအမှောင်နဲ့အလင်းနဲ့တူတူပဲတဲ့ဟုတ်တယ်လားပြီးပြီကဲဒီစာပိုက်ကြီးတစ်ခုလုံးကိုဒီလိုလေး gist လေးယူထားလိုက်ရင်ပိုက်စိတ်တိုက်ဘာမှမကြံတော့ဘူးနော်စာဖတ်တဲ့ဆိုအဲ့လိုမျိုးယူရမှာလေအခုကျမတို့ကဒီဒါဖះဟောတဲ့တရားတွေကိုဖះရဲ့နော်ဖះရှင်ကမရှိတော့ဘူးလွန်တော်မူသွားပြီနှစ်ပေါင်း2560ကျော်သွားပြီကျေးဇူးတော်ရှင်ဆရာတော်တန်ဃာတော်တွေအစဉ်အစဉ်ကျမတို့ဖះရဲ့ကိုယ်စားတွန်တင်ဆုံးမပေးနေတာဒါကြောင့်ဒီတရားတွေသိခွင့်ရနေတာကျေးဇူးတရားအလိုမြင်ဒီတရားတွေကိုသိအောင်လုပ်ကြမယ်ကံကောင်းလိုက်တာနော်သာသနာတွင်းနဲ့လူလာဖြစ်နေရတယ်အခုလိုအခြေအနေတွေခက်ခဲတွေကြားထဲမှာဒါတွေကိုသင်နေခွင့်ရနေသေးတယ်သင်နေခွင့်ရနေတယ်ကိုယ့်ရဲ့ကံကိုလည်းမြင်အဲ့ဒီကံလေးကိုတန်ဖိုးထားဟုတ်ပြီနော်အကျိုးရှိအောင်နေတော့ဆရာတော်ဖះရဲ့မိုတိုလေးပြန်ဖြစ်သွားရောဓမ္မအတိဖြင့်အကျိုးရှိရှိနေကြမည်ဆရာတော်ဖះတပည့်တော်တို့ဓမ္မအတိနဲ့အကျိုးရှိရှိနေခြင်းအပြင်ဆရာတော်ဖះကိုဓမ္မပူဇာအဖြစ်ကျေးဇူးဆက်ပါမယ်ဖះဟုတ်လားဘလောက်ကောင်းထားလဲနော်အဲ့လိုကြိုးစားမယ်နော်ကဲရပြီနော်ကဲပြီးသွားပြီဆိုရင်ဘလူလှည့်လာပြီလေအာမောဟာကဲအာမောဟာဆက်မယ်ဒီမှာလာပြီအမောဟကိုမပြောခင်လဲဆရာတော်ဘုရားဟောတရားဆိုတော့စကားဆက်ပေါ့နော်အလောဘဒီလက်သေးခွင့်ဖွင့်လိုက်ပေါ့အလောဘဒီလောဘကိုဖယ်ရှားပြစ်တယ်အဒေါသဆိုတဲ့မေတ္တာတရားဒီဒေါသကိုဖယ်ရှားပြစ်တယ်လာပြီအမောဟဆိုတဲ့ဉာဏ်ပညာကလေမောဟကိုဖယ်ရှားဖြစ်နိုင်တယ်အမောဟကိုဘာလို့သုံးလိုက်ပြီလဲဉာဏ်ပညာလို့သုံးတယ်အဒေါသကိုဘာလို့သုံးလဲမေတ္တာလို့သုံးသွားတယ်အလောဘကိုဘာလို့သုံးလဲပေးကမ်းတယ်ဆိုတော့ဒါနပေါ့စွန့်လွတ်တယ်ပေးကမ်းတယ်လို့သုံးတော့ဒါနပေါ့ဟောအဲ့ဒါလည်းအသိမှမဟုတ်တာဘိဓမ္မာမှာသင်ထားရင်ဒါနအမိယာသောစေတသိက်မေတ္တာအမိယာသောစေတသိက်ပညာအမိယာသောစေတသိက်တူတူပဲမှတ်လားဒါပဲမှတ်ထားလိုက်ရုံပဲဒါကြောင့်ရှေးရှေး၌သင်အပ်သောကျမ်းစာသည်နောက်နောက်သင်သောကျမ်းစာကိုကျေစုပြုသလားလို့သင်ထားတဲ့ပြီးဒီမှာအသုံးချလေးစောင်းထဲမှာမထားခဲ့နဲ့အဲ့ဒါဘာတတ္တိလဲအာသေးဝနာအဲ့ဒါလည်းမေ့တော့လူရှိရပြောလိုက်ရင်တော့နောက်က follow me ဆိုလိုက်လာတာပေါ့ဒီမှာပဲဆိုရင်ဟုတ်ပြီနော်အဲ့ဒါမှတ်ထားဒါဆိုရင်ဆရာတော်ဘုရားဟောတာအင်မတန်ဆရာတော်ဘုရားကြွယ်ကျင်တယ်နော်ကျမတို့အတူယူရမယ်ဒါကြောင့်အာမောဟဆိုတဲ့ဉာဏ်ပညာကလဲဆိုတဲ့ဆရာတော်သင်လိုက်ပြီ message ကဘာလဲအာမောဟဆိုတာဉာဏ်ပညာတဲ့ကလည်းမောဟကိုဖယ်ရှားပြစ်နိုင်တယ်တဲ့ဆိုတာလည်းသင်္ကွင်းနဲ့ထဲလိုက်ရေးမကြည့်တော့ထားလိုက်အစစအရာရာမှားတဲ့အမောဟကနေမောဟကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်တဲ့ဆိုတော့အပေါ်တော့ကမောဟကိုပြောထားတယ်မောဟဆိုတာတဲ့ဟလာဒီသုံးခုထဲမှာ तू ကတွေးဝင်နေတာဆိုတဲ့အတွက်ကြောင့်တဲ့ပြောပေါ့ပေါ့သေးသေးမထင်နဲ့တဲ့ပြဿနာအကြီးဆုံးမှလို့ပြောတယ်မှတ်လားမှတ်မိရဲ့မှတ်လားသူကမောဟဆိုတာတွေးဝေးတဲ့နေရာမှာဘာတွေမသိဘူးလေလှုပ်တဲ့နာမလှုပ်တဲ့နာတွေကိုခွဲခြားမသိဘူးတခါပြောခဲ့တယ်ဟုတ်လားအဲ့တော့လှုပ်တဲ့နာတွေကိုမလှုပ်တဲ့နာတွေကိုမသိတဲ့အတွက်လှုပ်လိုက်တော့အပြစ်ဖြစ်တယ်လို့ပဲတဲ့လှုပ်တဲ့နာတွေမသိတော့မလှုပ်တဲ့အတွက်ကြောင့်လည်းအပြစ်ဖြစ်ပါတယ်တဲ့ဆုံးရှုံးနာခြင်းအတူတူပဲတဲ့မှတ်မိသေးလားပြောတာမှတ်မိလားကျွန်တော်ပြောတာမှတ်မိရဲ့နော်မဆိုးဘူးအဲ့ဒါဘယ်လောက်မှတ်မိနေမဆိုးဘူးအဲ့လောက်ဆိုပြန်တော့မဖတ်ရသေးဘူးအဲ့ဒါအဲ့လိုအားလည်းပေးရသေးတယ်ကိုဓမ္မမိတ်ဆွေတွေနော်အဲ့လိုဓမ္မစိတ်အားတက်ကြလားငါတို့မစိုးဘူးငါတို့မှတ်ညံနေအသက်ကြီးပြီဆိုတော့မပြည့်စည်သေးပါဘူးနင်မဆိုအသက်တွေကကြီးပြီဆိုစာရီကလည်းမမှတ်မိဘူးကျမတို့လာလာညင်းနေတယ်နော်ရပြီနော်ကဲစမဲအဲ့တော့ဘာဖြစ်လဲအမောဟနေမောဟကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်တဲ့ထိုပုဂ္ဂိုလ်သည်နိုင်တာမယ်နံပါတ်1မောဟတော့ကလှုပ်သိမလှုပ်သိခွဲခြားမသိတော့အမောဟကဘာဖြစ်လဲနံပါတ်1လှုပ်သိမလှုပ်သိရှင်းရှင်းကြီးမြင်လာပြီတဲ့ဟုတ်လားရှင်အမောဟဒီလိုက်တာလှုပ်သိမလှုပ်သိရှင်းရှင်းကြီးမြင်လာပြီကျမတော့လှုပ်သိနဲ့မလှုပ်သိကိုဖြတ်ထားတယ်ကိုကမောဟတော့ကလှုပ်သိမလှုပ်သိခွဲခြားမသိဘူးလေတွေးဝေးနေတယ်အခုကျတော့အမောဟဖြစ်တော့လှုပ်သိမလှုပ်သိရှင်းရှင်းကြီးမြင်လာတယ်မြင်လာသည့်အတွက်မလို့နံပါတ်1ဆက်သွားမယ်မလှုပ်သိနာကိုဘာဖြစ်လဲရှောင်မယ်တဲ့နံပါတ်2မောဟတော့ကဘာဖြစ်လဲမလှုပ်တဲ့နာကိုလှုပ်တယ်တဲ့ဟုတ်ဘက်တုန်းကမောဟတော့ကနောက်ပြီးတော့ဗာလဲမလှုပ်တဲ့နာကြလှုပ်တဲ့နာကြတော့သူကဘာဖြစ်လဲမလှုပ်ဘူးတဲ့အခုကျတော့အမောဟမလားဒါဆိုတော့မလှုပ်တဲ့နာကို तू ရှောင်နေ
လှုပ်တဲ့နာကိုတော့ तू လှုပ်မယ်တဲ့အဲ့လိုရှင်ဖတ်လိုက်ရင်မခက်ဘူးနင်မဆိုစာရင်းကလည်းအများကြီးဒုက္ခပါပဲကြည့်ပါဦး22မျက်နှာကြီးတောင်ဆိုပြီးတော့ကျမတို့စာရွက်နဲ့ဆို22မျက်နှာဓမ္မမိတ်ဆိုလို့စာအုပ်သေးသေးလေးနဲ့ဆိုအများကြီးဖြစ်မှာပေါ့နော်ဟုတ်ပြီနော်အဲ့ဒါနီးမနေနဲ့သူ့အချက်ကလေးယူလိုက်ရပြီကဲပြီးရင်ဘာလာမလဲနံပါတ်4လှုပ်တဲ့ဓာကိုလှုပ်သည့်အတွဲကြောင့်နဲ့ကောင်းကျိုးချမ်းသာတွေရမယ်ဟိုဘက်တော့ကဘယ်လိုယူခဲ့လဲလှုပ်တဲ့နာတွေကိုမလှုပ်တဲ့အတွဲတဲ့အပြစ်ဖြစ်တယ်တဲ့ပါထားတယ်ဟုတ်လားနောက်တစ်ခါနံပါတ်5မလှုပ်တဲ့နာကိုမလှုပ်သည့်အတွဲတဲ့စိုးကျိုးတွေမဖြစ်ဘူးတဲ့ဟိုမှာကျတော့မလှုပ်တဲ့နာတွေတွားလှုပ်တဲ့အတွဲကြောင့်လေအပြစ်ဖြစ်တယ်ဆုံးရှုံးတာအတူတူပဲလို့မှပြောထားတယ်အခုကျတော့ဘာဖြစ်လဲဒါဟာအာမောဟရဲ့အစွမ်းတတ္တိပဲဆိုမေးချင်ဒါကြီးပဲဖောက်မင်းရောမရဘူးလားအာမောဟရဲ့အစွမ်းတတ္တိများကိုပြောပြပါဟိုကကြတော့မောဟကပေးသောပြဿနာများဒီမှာကြတော့အာမောဟကပေးသောပြဿနာများလို့သွားမရေးနဲ့အာမောဟရဲ့အစွမ်းတတ္တိများဟိုပေါ်မှာကလောဘကပေးသောပြဿနာများနောက်တစ်ခုကြတော့အလောဘ၏အစွမ်းတတ္တိများမောဟဒေါသကပေးသောပြဿနာများအဒေါသ၏အစွမ်းတတ္တိများအဲ့လိုမှတ်လေမမိပြီလားဒါဆိုဘာမှမကြံဒီဆရာတော်ဘုရားပြောတဲ့ထဲကလူသိနာတွေအကုန်လုံးကျမတို့ရသွားပြီရပြီနော်ကဲဒါဆိုရင်အမောဟခန္ဓာပြတ်ပါပြီကဲပြတ်သွားရင်လိုင်းပိတ်တော့ပိတ်ပြီတူတူလေးအမောဟဒါပဲပိတ်လိုက်ပြီးပိတ်ပြီးတော့မှနှက်ခမ်းပြတ်တတ်တော့မယ်ဘာတွေတတ်တော့မလဲကြည့်လိုက်ရင်ဒါကြောင့်မို့တဲ့အာဒေါသအာလောဘအာမောဟဆိုဒါလည်းဣတိမရွေးသွားမမှတ်နဲ့လေဟောတရားဆိုတော့အစဉ်သင့်တယ်လို့ပြောမှာပေါ့ဒါကိုပြန်ရေးရတာမဟုတ်ဘူးလားဒါကြောင့်ဟဲငါတို့သိတာလေအာလောအာဒေါအာမောပါဆရာတော်ဖျားအာဒေါပြီးတော့အာလောပြီးမှအာမောအဲ့လိုသာကလေးလိုမမှတ်နဲ့နော်တူတူပဲနော်အာလောအာဒေါအာမောတူတူပဲမှတ်လားဒီမှာဆရာတော်ရေးတာပါတယ်ဟောထားတာပါတယ်အာဒေါသအာလောဘအာမောဒါကြီးကိုသွားပြီးတော့မယူနော်ဘာပဲယူမှာလဲအလောဘအဒေါသအမောဟကျမတို့ကမဟုတ်တဲ့နေရာကျရင်အသေးစိတ်တွေလိုက်မှတ်တယ်နော်ဒီဟုတ်တဲ့နေရာတွေကျတော့မမှတ်ဘူးဒါကြောင့်ဒုတွေတော့မှတ်ခဲ့တာအလောအဒေါအမောဒီမှာကျတော့ဆရာတော်ဘုရားစာအုပ်မှာကအဒေါသအလောဘအမောဟဆိုအဲ့လိုတော့မှတ်เสียရမလို့တူတူပဲလောဘဒေါသမောဟဆိုရင်ဒီဘက်မှာဘာရေးမှာလဲအလောအဒေါအမောပေါ့ဒါဆိုလိုင်းတာတာအလောအဒေါအမောဆိုတဲ့ဒီတဘာဝတရားတွေဟာတဲ့ question လာပြီဆိုးကျိုးကိုဖြစ်စေနိုင်တဲ့အကုသိုလ်လားကောင်းကျိုးကိုဖြစ်ပေါ်စေတဲ့ကုသိုလ်လားသိပြီပေါ့ဆိုတော့ကျမတို့ကသိပါပြီဖေရလို့ဖြေစရာမလိုဘူးလေကျမတို့ကတော့မှတ်လိုက်မယ်ဘာရေးမှလဲကောင်းကျိုးကိုလိုက်မဲ့တားလိုက်မယ်ကောင်းကျိုးကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ပါနံပါတ်1ကျန်တာတွေမလိုဘူးလေစာကိုလိုချင်တဲ့ fact ဆိုရင်နံပါတ်2ပညာရှိတွေကဲရတဲ့တရားလားချီးမွမ်းတဲ့တရားလားမယူတော့ဘူးရနံပါတ်2လိုင်းတားမယ်ပညာရှိတွေချီးမွမ်းတဲ့တရားပါပညာရှိတွေချီးမွမ်းတဲ့တရားပါနံပါတ်2ပြီးသွားပြီမှိန်သွားပြီနံပါတ်3လက်တွေ့လိုင်းနာကျင့်သုံးလိုက်မယ်ဆိုရင်ကောင်းကျိုးချမ်းသာကိုရစေနိုင်မဲ့တရားအလောအဒေါအမောဆိုတဲ့ဒီတဘာဝတရားသည်ကောင်းကျိုးတွေကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ပါပညာရှိတွေချီးမွမ်းတဲ့တရားပါလက်တွေ့လိုက်နာကျင့်သုံးမယ်ဆိုရင်ကောင်းကျိုးချမ်းသာကိုရစေနိုင်မဲ့တရားဖြစ်ပါတယ်ဒါဆိုရင်အခုဒီနေရာလေးကဘာုံနဲ့တူလဲဆိုရင်ဒီမှာတော့ဆရာတော်ဘုရားဒီမှာ1 2 3ချက်ပဲတွေ့တယ်เนาะ3ချက်တွေ့တယ်အဲ့တော့အောက်ကကြတော့နှခမ်းတက်သွားပြီအဲ့တော့အဲ့ဒါနဲ့ဘာနဲ့တူလဲဆိုကျမကဘေးမှာဓမ္မမိတ်ဆွေများရေးထားပေါ့เนาะဘေးလေးမှာရေးထားရင်အလောအဒေါအမောเนาะအလောအဒေါအမောနဲ့ပတ်သက်တဲ့ sorry အလောအဒေါအမောအဲ့ဒါနဲ့ပတ်သက်တဲ့အဖြေပေါ့အဖြေအနေနဲ့ဆိုရင်ဒီမှာ3ချက်ပြီမဲ့ကျမတို့တကယ်တမ်းဆိုရင်အပေါ်ကအတိုင်းဟိုးပေါ်မှာတစ်ခါတွေ့ပြီးပြီလေကျမတို့ကလေ့လာတယ်ဒီမှာကျမပြမယ်ဒီမှာဒီနေရာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့အဖြေဆိုပြီးတော့ကျမတို့ဒီမှာလေစဉ်းစားရတဲ့အချက်နဲ့เนาะကိုယ်တိုင်စီရင်လို့ရတဲ့အချက်နဲ့အဖြေထုတ်တာဆိုပြီးတော့လေဒီမှာကျမတို့ဒီမှာကြည့်လိုက်တာ9ချက်လေဘ
ဒါပေမဲ့အပေါ်မှာတစ်ချက်ရှိတယ်ဗာလဲလောဘဒေါသမောဟဆိုတာကုသိုလ်လားအကုသိုလ်လားဆိုရင်ဒီမှာအကုသိုလ်ဖြစ်ပါတယ်အကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်เนาะဗာဖြစ်လေကောင်းကျိုးပေးလားမကောင်းကျိုးပေးလားဆိုမကောင်းကျိုးပဲပေးပါတယ်အိမ်ချက်ပြန်လို့နော်အပြည့်ရှိလားမရှိဘူးလားဆိုအပြည့်ရှိပါတယ်နံပါတ်3ပေါ့နော်ဒီလိုပဲယူလိုက်မယ်ဆိုနောက်ပြီးလို့ရှိရင်ပြဿနာဖြစ်စေတာလားမဖြစ်စေလားဆိုပြဿနာဖြစ်စေတယ်ပညာရှိတွေချီးမွမ်းတာလားကဲရဲ့လားဆိုကဲရဲ့ပါတယ်အဲ့ဒါကိုလက်ခံကျင့်သုံးတဲ့သူကကောင်းကျိုးရလားဆိုးကျိုးရလားဆိုရင်ကောင်းကျိုးရလားဆိုကောင်းကျိုးမရပါဆိုကျမတို့ဒီမှာအလုံးပေါင်းတကယ်တမ်းပြောရင်6ချက်ရှိတာပေါ့နော်ဒါကုသိုလ်ကနေစမယ်ဆို6ချက်ရှိတယ်ဒီအောက်မှာက5ချက်ရှိတယ်အပေါ်မှာ1ချက်ရှိတယ်ဆိုပြီးတော့အဲ့ဒါနေသွားတယ်အဲ့ဒီပုံစံမျိုးအလောအဒေါအမောလည်းပြောရင်ရတာပေါ့အဲ့တော့ခုဒီမှာပြောကြည့်အလောအဒေါအမောဆိုတဲ့3ပါးဒီကုသိုလ်လားအကုသိုလ်လားလို့ပြောရင်အကုသိုလ်ဖြစ်ပါတယ်ဒါ sorry ကုသိုလ်ဖြစ်ပါတယ်ဒီအလောအဒေါအမောဆိုတဲ့သဘောတရားဒီကောင်းကျိုးပေးတာလားမကောင်းကျိုးပေးမှာလားဆိုမကောင်းကျိုးပဲပေးပါမယ်ဒါနဲ့ရှင်ရေးလိုက်လို့ပြောတာကျွန်မပြောတာသဘောပေါက်လားကောင်းကျိုးပဲပေးပါမယ်ပြီးတဲ့အခါကျလို့ရှိရင်အပြစ်ရှိတာလားမရှိဘူးလားဆိုအပြစ်မရှိတဲ့တရားဖြစ်ပါတယ်ပညာရှိတွေပြဿနာဖြစ်စေလားမဖြစ်စေလားဆိုပြဿနာမဖြစ်စေပါဘူးပညာရှိတွေချီးမွမ်းလားကဲ့ရဲ့လားဆိုချီးမွမ်းတဲ့တရားဖြစ်ပါတယ်သဘောပေါက်လားမသိပါဘူးလက်ခံကျင့်သုံးလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရသလားဆိုရပါတယ်ကောင်းကျိုးချမ်းသာရပါတယ်နားလည်လားမသိဘူးကျွန်မပြောတာသိသလားပြီးလို့ရှိရင်အဲ့ဒါလေးတွေနဲ့ပြန်ပြီးတော့ဒီဟာနဲ့နှိုင်းရှင်ပြီးတော့အခုဒီမှာကဆရာတော်ဘုရားအသေးစိတ်ဒီမှာမပြတော့ဘဲနဲ့ဒီမှာတကယ်ဆိုရင်3ချက်ပေးမယ်ကျမတို့ကအဲ့လိုပြန်ပြီးအပေါ်ကနေစင်တူပြန်ရေးလိုက်ရင်မရဘူးလားလို့ကျမပြောတာအဲ့တော့ကျမအဲ့လိုကော်လန်လေးခွဲပြီးတော့ကိုယ့်အကိုဖြည့်ကြည့်လိုက်လို့နော်အဲ့ဒါဆိုရင်ဟိုဒီဟာလေးကိုဖောက်မင်းမယ်ဆိုလေကိုအမှတ်ပြရတာပေါ့နော်အလောဘအဒေါသအမောဟဒီကုသိုလ်ကောင်းလားမကောင်းဘူးလားပေါ့ကုသိုလ်လားအကုသိုလ်လားမပြောတော့ကောင်းလားမကောင်းဘူးလားဆိုဘာကောင်းစင်နဲ့သွားနေတာလဲကြောင်နဲ့သွားအောင်မယ်ဒီကနေသွားနေတာလေသိအောင်ဟောဒီမှာလေဒီကောင်းစင်အောက်ကနေဝင်နေဒီမှာကောင်းတယ်မကောင်းဘူးဆိုတာနဲ့သွားနေတာဒီကောင်းစင်ကြီးအောက်ကကောင်းတယ်မကောင်းဘူးလောဘဒေါသမောဟရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာတွေရွေးလို့ဖို့အပြည့်နဲ့ကောင်းတယ်မကောင်းဘူးဘာနဲ့ဆုံးဖြတ်မလဲတဲ့ကြိုက်မကြိုက်နဲ့ဆုံးဖြတ်လို့ရမလားတဲ့အဲ့လိုမဟုတ်ဘူးဆိုပြီးတော့ဝင်သွားတဲ့ခေါင်းစဉ်လေအဲ့ဒီမှာဝင်သွားတာဒါဆိုရင်လောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ကောင်းလားမကောင်းလားဆိုတာဒီဘာနဲ့သူကပြောသွားတယ်လဲလို့ပြောရင်ကောင်းလားမကောင်းလားဆိုတာဒီမှာနော်ကိုယ်တိုင်ဆင်ញင်လို့ရတဲ့အချက်နဲ့အဖြေထုတ်ရမယ်တဲ့ဒီအပေါ်က10ချက်တွေနဲ့မသွားနဲ့တဲ့ကိုယ်တိုင်သိတဲ့ဉာဏ်နဲ့သာဆုံးဖြတ်တာဖြစ်တယ်တဲ့ဒါကြောင့်เนาะဒီနေရာမှာကိုယ်တိုင်လက်တွေ့သိတဲ့ဉာဏ်နဲ့ဆုံးဖြတ်ပါလို့ဘုရားရှင်ဟောပါတယ်ဆိုပြီးတော့ဒါလေးကနေပြ sorry အဲ့ဒါလေးဒီအချက်ကလေးเนาะဒီအချက်ကလေးကိုအခုကျမတို့ကအမေးဖြစ်နေတဲ့ဒီဟာလေးကိုကျမတို့ထုတ်ထားတာဒီမှာကိုယ်တိုင်စဉ်းစားဆင်ញင်လို့ရတဲ့အချက်နဲ့အဖြေထုတ်တယ်ဆိုပြီးဒါလေးကိုအခုအဖြေထုတ်ခဲ့တယ်အခုတခါအဲ့ဒီကနေပြီးတော့နော်ကောင်းလားမကောင်းလားဆိုတဲ့ပြဿနာလေးကိုနေပြီးတော့ဆရာတော်ဘုရားဓမ္မပဒရာနေနဲ့မြတ်စွာဘုရားရဲ့စံနာပြောနေပြီးတော့ဘာဝင်သွားလဲအလောဘအကြောင်းပြောသွားတယ်အဒေါသအကြောင်းပြောသွားတယ်နော်အခုအာမောဟအကြောင်းပြောသွားပြီးဆိုတော့နှခမ်းပြန်သားလိုက်တော့အလောဘအဒေါသအမောဟဆိုတဲ့သဘောတရားဟာဆိုပြီးတော့ဒီမှာ question တွေဒီမှာရေးလိုက်တဲ့ခါကျတော့များလို့ဟောတရားဆိုတော့ဒီမှာ3ခုပဲပြောထားတယ်လို့ကျွန်မပြောတာအဲ့ဒီ3ခုကိုအပေါ်လိုမျိုးပဲထည့်ပြီးလို့ရေးလိုက်ရင်ရတယ်လို့ပြောတာရှင်းပြီနော်ကျွန်မပြောတာနားလေလားဆက်ရှိရလားဓမ္မမင်းရွှေများလိုက်နိုင်လားညံနေလားနော်ဒီတဲ့နှေးလို့ရှိရင်ဒါဓမ္မမိတ်ဆွေတို့ဒါတကယ်တော့စာသင်နေတာမဟုတ်ဘူးလေကျမတို့စာချက်ပုံချက်နည်းပဲကျမပြောရမယ်တာဝန်လေနော်အကုန်လုံးအသေးစိတ်ဒါတော့ကျမတော်တော်ချက်ပြီးပြောပေးသွားတာနော်ဒီတဲ့နှေးတော့လေဓမ္မမိတ်ဆွေတို့ spoon feeding တော့မဟုတ်တော့ပဲနဲ့ဝါပြီးသားကြီးစားနေရတာဖြစ်နေတော့မှာပေါ့နားလဲတယ်နော်အဲ့တော့ကိုလည်းညံလဲထုံလို့ဒီနည်းနဲ့ဟိုဓမ္မမိတ်ဆွေတို့ဟိုမဖြစ်နေကဲရပြီနော်ဒီထိရသွားပြီမှတ်လားကဲအဲ့ဒါပြီးသွားပြီဆိုဘာဝင်လဲဒီမှာလာပြီအဲ့ဒီလိုတဲ့ဆုံးဖြတ်ချက်ဟာတဲ့နော်ခုနပြောတဲ့10ချက်နဲ့ပြန်လာမယ် tradition နဲ့လည်းမဆိုင်ဘူး hearsay ဆိုတဲ့တစင်စကားနဲ့လည်းမဆိုင်ဘူးနော်ဟုတ်လား
itikira ဒါဆိုတဲ့ report နဲ့လည်းမဆိုင်ဘူး Bhikkha တမ္ပရာဆိုတဲ့စာပေကျမ်းဂန်လာတာတွေနဲ့လည်းမဆိုင်ဘူးအဲ့တော့ Bhikkha တမ္ပရာဆိုတဲ့မာ Bhikkha တမ္ပရာမှာ Bhikkha ဆိုတဲ့စကားလုံးတွေ့တဲ့အခါဆရာတော်ဖျားအဲ့ဒါလေး correction လုပ်ထားတယ်အဲ့ဒါလေးနည်းနည်းတစ်ခါတည်းသတိရအောင်တော့ကြာမေ့သွားမယ်နည်းနည်းလေးဓမ္မမိတ်ဆွေတို့မှတ်စုလေးတစ်ချက်ပြန်လိုက်မှတ်စုစာဒီအပေါ်မှာမာ10ချက်လေအဲ့ဒါဆောင်းအစ်စ်မှာဆရာတော်ဖျား correction လုပ်ပေးထားတယ်ကျွန်မသင်တော့ထည့်ပြောပြီးပြီသို့တော့သင်တော့မဟုတ် sorry ကျွန်မနဲ့ဆွေးနွေးတော့ကျွန်မပြောပြီးသွားပြီအဲ့ဒါလေးဆောင်းအစ်စ်မှာဆရာတော်ဖျားဒါလေးဒီမှာနေဒီမှာလေးဓမ္မမိတ်ဆွေတို့နံပါတ်4နော်မာ10ချက်ထဲမှာမာ Bhikkha တမ္ပဒါနေနအဲ့ဒီနေ့တင်နန်းဒီနေ့ပေါ့ဒီစာဆွေးနွေးချိန်လေးပြီးသွားပြီဆိုရင်အိမ်စာနေကိုယ့်အကူလှုပ်တော့နော်10ချက်ကိုပါဠိတစ်ဖြတ်မြန်မာတစ်ဖြတ်အတူလေးတွေရေးထားအဲ့ဒီမှာမာ Bhikkha တမ္ပဒါနေနကိုတင်တဲ့စာပေနဲ့ဒီမှာ Bhikkha ဆိုတဲ့စကားလုံးလေးပါနေတယ်အဲ့ဒီမှာဒီ Bhikkhaကိုတင်တဲ့စာပေနဲ့ကိုက်ညီတယ်ဆိုလဲမှန်တယ်လို့မဆုံးဖြတ်နိုင်အောင်ဒါလိုရေးလေးဆိုဒါပဲရေးရမှာအဲ့ဒီမှာ Bhikkha ဆိုတဲ့စကားလုံးပါလာတယ်တဲ့အဲ့ဒီ Bhikkha ကကျမတို့သိနေတဲ့ Bhikkha 3ပုံက Bhikkha မျိုးမဟုတ်ဘူးတဲ့နော်ကျမပြောပြီးပြီနော်အဲ့ဒါလဲအဲ့ဒီ Bhikkha ဒီဝီနိတုတ်တံအဘိဓမ္မာ Bhikkha ဖျားဟောမဟုတ်ဘူးတဲ့အဲ့ဒါလေးကိုဆရာတော်ဖျားကဒီမှာလေနောက်ဆုံးမှာမြတ်စွာဘုရားကအမှန်တရားကိုဒါမျိုးနဲ့ရှာလို့မြတ်ဆိုဒီနားလေးမှာခရေပွင့်လေးပြပေးလို့ဒီအောင်ဆုံးလေးမှာအောက်ဆုံးလေးမှာဒီစာပိုက်ရဲ့အနောက်မှာအဲ့ Bhikkha ဆိုတာလေးကိုဆရာတော်ဖျား correction လုပ်ပေးထားတယ်ဒီမှာဆရာတော်ဖျားဒါလေးပြင်ပေးထားတယ်အဲ့ဒါလေးဖြည့်ပေး Bhikkha ဆိုတာ Bhikkha နော်ကာကြီးနော် Bhikkha ဆိုတာဖျားဟော Bhikkha ကိုပြောတာမဟုတ်ဘူးလိုက်ရေးထားပါဖြည့်ပါဒါဆရာတော်ဖျား correction လုပ်ပေးထားတာသေယူမှတ်သားထားတဲ့ကျမ်းစာကိုဆိုလိုတာတဲ့တော့ကြာနော် Bhikkha ကိုကြည့်ပြီးတော့လေဟိုဟာမဖြစ်ပါနဲ့ဆိုတော့အခုကျမတို့သင်ထားတဲ့Bhikkha နဲ့ဟိုဟလာဒါကိုပြောနေတာလို့ထင်နေမှာဆိုလို့ဝီနိBhikkha တုတ်တံတာ Bhikkha အဘိဓမ္မာ Bhikkha ဆိုတဲ့ဓမ္မခန္ဓာပေါင်း8400 Bhikkha ကိုပြောခြင်းမဟုတ်ပါဒါလေးကူထားရပြီနော်ဒါလေးတစ်ချက်ဖြည့်ထားလိုက်အဲ့တော့အဲ့ဒီဟာကြည့်ပြီးတော့ဖျားဟော Bhikkha လို့ထင်မှာဆိုလို့ဖျားဟော Bhikkha မဟုတ်ဘူးတဲ့ဒါသင်ယူထားတဲ့ကျမ်းစာတွေနော်ရှင်းတော့ဆိုဝေဒကျမ်းစာတို့ဘာတို့အဲ့ဒါတွေလည်းပါတာပေါ့နော်အဲ့ဒါတွေဆိုလို့ဆိုဒါလေးရသွားပြီကက်တော်ပြီအဲ့ဒီဆရာတော်ဖျား correction လုပ်ပေးထားပါတယ်အဲ့တော့စာအုပ်ဟောင်းလေးတွေမှာလိုအပ်တာလေးတွေကပြဋ္ဌာန်းစာအနေနဲ့ပြဋ္ဌာန်းပြီဆိုတဲ့အတွက်ကြောင့်ဆရာတော်ဖျားအလိုလေးလုပ်ပေးပါတယ်နော်စာအုပ်တဲ့နော်ဝယ်ခြင်းလဲကိုယ့်ကိုအတိတ်ကလေးကင်ခြင်းလို့ရှင်တော့ဝယ်ပေါ့နော်ဓမ္မမိတ်ဆွေများအတိတ်ဟိုဟာမဖြစ်လေရတယ်ဆိုရင်တော့လေဒါလေးနဲ့ပဲအလိုပဲကြည့်ပေါ့အဲ့တော့ခုနကအလောအဒေါအမောနဲ့ပတ်သက်တာပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီမှာအဲ့ဒီလိုဆုံးဖြတ်ချက်ဟာပြန်ပြောရင်နော် tradition နဲ့လည်းမဆိုင်ဘူး hearsay ဆိုတဲ့တစင်စကားနဲ့လည်းမဆိုင်ဘူး itikira ဆိုတဲ့ report နဲ့လည်းမဆိုင်ဘူး Bhikkha တမ္ပဒါဆိုတဲ့စာပေကျမ်းဂန်လာတာတွေနဲ့လည်းဆိုင်တာမဟုတ်ဘူးစာပေမှာပါရာလို့နဲ့လည်းမဆိုင်ဘူးစသည်ဖြင့်မဆိုင်တာတွေပြောပြီးတော့ဒီနေရာမှာကြိုးချောင်းဆင်ញင်ပြီးအကြောင်းပြတာလည်းမဟုတ်ဆိုလက်သေးခွင့်ပိတ်လိုက်ပေါ့ဒါစာအနေနဲ့ဆရာတော်ဖျားပြန်ပြီးတော့ဟောတရားဆိုတာပြောပြရဆိုလိုတာအခုဒီဆုံးဖြတ်ချက်ချလာတယ်အလောအဒေါအမောဆိုတာကောင်းတဲ့တရားလားမကောင်းတဲ့တရားလားဆိုကောင်းတဲ့တရားပါနော်ဒီနေရာမှာကောင်းကျိုးဖြစ်ပေါ်စေတာလားမကောင်းကျိုးဖြစ်စားဆိုကောင်းကျိုးဖြစ်ပေါ်စေတဲ့ကုသိုလ်ပါအပညာရှိတွေချီးမွမ်းပါတယ်လက်တွေ့လိုက်နာကြံတောင်းမယ်ဆိုကောင်းကျိုးတွေရဆိုတဲ့အဲ့ဒီဆုံးဖြတ်ချက်တည်တဲ့အပေါ်က10ချက်နဲ့မဆိုင်ဘဲနဲ့တဲ့ဗာရေးထားလိုက်တာမယ်လက်သေးကွင်းဟွာကိုပိတ်လိုက်ပြီးတော့တကယ်ကိုပိုင်ဉာဏ်နဲ့သိနိုင်တဲ့သိလာတဲ့အချက်တွေပဲဖြစ်ပါတယ်တဲ့အခုကကိုယ့်ဟာကိုစဉ်းစားတာတဲ့ဒီလိုကိုယ့်ဟာကိုသိအောင်လုပ်ရမှာတဲ့ဒါပဲဒါဆိုတစ်ချက်ပြီးသွားပြီဒါဆိုရင်လောတော်မောဆိုတဲ့အကုသိုလ်တရားတွေအလောအဒေါအမောဆိုတဲ့အကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်လိုက်ပြီးပြီဆိုရင်တဲ့ဘာလာရမလဲဆိုအောက်မှာဒါပြီเนาะဒါလေးတစ်ချက်ဒါလေးအဲ့ဒါခုနပြီးရင်ခုနပြီးသွားတာလေးကိုဓမ္မမိတ်ဆွေများဥစားเนาะ line လေးပိတ်ထားပြီးတော့ဒါတစ်ဖြတ်ယူအောင်ဆိုဒါဆိုရင်ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးတဲ့နောက်တဲ့ဆရာတော်ဟောပြီ
ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးတဲ့နောက်တစ်ခုခုလုပ်ရမှာပါတဲ့ဘာလုပ်ရမလဲဆိုတော့ဆိုဒါစကားတွေဖြစ်သွားပြီအဲ့တော့နံပါတ်1မကောင်းဘူးလို့သိရင်စွန့်ပစ်ပါတဲ့ကောင်းတယ်လို့သိရင်လက်ခံကျင့်သုံးတယ်ဒါပဲဒါဆိုအဲ့ဒီအချက်ကိုမှတ်ရတော့မယ်ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးနောက်လိုင်းတားမယ်မကောင်းဘူးလို့သိရင်စွန့်ပစ်မကောင်းဘူးလို့သိရင်မြားလေးထို့စွန့်ပစ်မြင်းဆောင်ချက်နံပါတ်2ကောင်းတယ်လို့သိရင်မြားလေးထို့လက်ခံကျင့်သုံးလက်သေးခွင်ပိတ်ကိုလုပ်ရမယ်အလုပ်ပါပဲဆိုအဲ့ဒီမှာ question type ဝင်ပြီเนาะအဲ့တော့ကိုမိုင်ညံနဲ့ကောင်းမကောင်းကိုသိပြီးရင်မာမိကဲ့သို့ကျင့်သုံးရပါမီနီဆိုပြီးတော့ကျင့်သုံးရမယ်အချက်ဆိုစာမမေးကိုမေးလို့ရပါတယ်အဲ့တော့လက်တွေ့ကျင့်သုံးရမယ်အချက်လို့မှတ်လိုက်ကြဆိုဒီရဲ့ဘေးမှာလက်တွေ့လက်တွေ့လိုက်နာပေါ့နော်လက်တွေ့လိုက်နာကျင့်သုံးရမည်အချက်ဒါမေးလို့ရတယ်ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးနောက်လက်တွေ့လိုက်နာကျင့်သုံးရမည်အချက်ကိုဖော်ပြပါလို့ပြောရင်မကောင်းဘူးလို့သိရင်ကောင်းမကောင်းသိရင်မကောင်းဘူးလို့သိလာရင်စွန့်ပစ်လိုက်ပါတဲ့ကောင်းတယ်လို့အဖြေထွက်သိလာရင်လက်ခံကျင့်သုံးပါဒါပဲအဲ့ဒီ sense ကိုရအောင်မှတ်ထားနော်ကိုယ်ပိုင်ဉာဏ်နဲ့သဘောတရားတစ်ခုကိုကိုယ်ပိုင်ဉာဏ်နဲ့စင်ကြင်လို့မကောင်းဘူးဆိုသိလာရင်ဘာလုပ်မလဲစွန့်ပစ်ပါကောင်းတယ်လို့သိလာရင်လက်ခံကျင့်သုံးတယ်ဒါကိုလုပ်ရမယ်အချက်ဖဲတဲ့အဲ့ဒီခေါင်းစဉ်ကဘာလဲဒီစာဒီကုတောင်းညာဘဝခရီးဝယ်ရွေးချယ်ရမယ်လမ်းမှာနားလဲတယ်နော်ဒါဘဝခရီးကဲအဲ့တော့ဒီမှာဆက်ပြီးအောက်မှာဆက်ပြောပြီခုနအပေါ်ကဟောတာတွေနဲ့ဆက်ရွေးချယ်ရမယ်လမ်းကိုတဲ့မြတ်စွာဘုရားကကာလာမအမျိုးသားတွေအားလမ်းညွန်ချက်တွေပေးနေတာတဲ့ဒါဆိုရင်ရွေးချယ်ရမယ်လမ်းဆိုတာဒါလေးတစ်ပါးမိတ်ဆွေတို့အယောင်ချဲတိုင်းဘဝခရီးဝယ်ရွေးချယ်ရမယ်လမ်းကိုမြတ်စွာဘုရားကကာလာမအမျိုးသားတွေကိုလမ်းညွန်ချက်တွေပေးနေတာပေးတဲ့အခါမှာဗါတဲ့လေဆိုရင်ပြန်ပြီးနှခမ်းပြန်တယ်အမှန်တရားကိုရှာတဲ့အခါမှာတဲ့လောကကြီးမှာအဲ့ဆိုသူရွာမှာလာပြီးတော့ဒီဏီကုန်းရွာကြီးမှာခရီးသွားတွေဘာသာရေးခရီးသွားရင်းနဲ့ဘာသာရေးဆရာတွေလည်းအများကြီးမျိုးစုံလာတယ်နော်ဒါပြန်ပြီးတော့မှတ်မိရမှာလေဒီကာလာမရွာကြီးဒီတောအုပ်ကြီးရဲ့အဝင်ဝမှာရှိတဲ့ဏီကုန်းရွာကြီးဖြစ်တယ်တောအုပ်ကြီးကိုဖြတ်ပြီးခရီးသွားမဲ့သူတွေဒီတောစေခါကိုမဝင်ခင်ဘာလို့ ရလဲဒီကာလာမရွာမှာပဲနော်ကေကာလာမရွာလို့ပြောတာမဟုတ်ကေသမုတ်တီနော်ရွာမှာပဲဒီမှာဏီကုန်းရွာကြီးမှာပဲစခန်းချကြတယ်ပြီးရင်သူတို့ရဲ့အယူဝါဒတွေသူတို့ပြောကြတယ်ထိုနည်းတူစွာပဲဟိုဘက်ကနေပြီးတောအုပ်ကြီးကိုဖြတ်လာတဲ့သူကလည်းဒီမှာပဲစခန်းချကြတော့ဆိုဘာသာရေးဆရာတွေရဲ့ပြောတဲ့စကားတွေအများကြီးဖြစ်လာတော့ဘယ်ဟာကိုလိုက်ရမှန်းမသိဘူးအဲ့ဒီကေသမုတ်တီဏီကုန်းရွာမှာရှိတဲ့ကာလာမမျိုးနယ်လူသားတွေကမျိုးစုတွေကမြတ်စွာဘုရားထံမေးလျှောက်ကြတဲ့အခါမှာမြတ်စွာဘုရားကလမ်းညွန်ချက်ပေးနေတာဆိုရှေ့ပြောခဲ့တဲ့ဟောတရားကိုဒီမှာပြန်ဆက်ပြီးအမှန်တရားကိုရှားတဲ့အခါမှာတဲ့အဲ့တော့ဒီနေရာမှာနံပါတ်1အနေနဲ့ hearsay ဆိုတဲ့တစင်စကားနဲ့လည်းမရှာနဲ့စသည်ဖြစ်10ချက်ကိုပြန်ပြောသွားတယ်เนาะအဲ့တော့နံပါတ်1က10ချက်ပေါ့เนาะ hearsay ဆိုတဲ့တစင်စကားရှားနဲ့လည်းမရှာနဲ့เนาะ traditional ဆိုတဲ့အစဉ်လာတွေနဲ့လည်းမရှာနဲ့စာပေကျမ်းဂန်နဲ့လည်းမရှာနဲ့ဆရာစကားဆိုပြီးလက်မခံထားနဲ့ဆိုတော့ဒီမှာဆရာတို့ကဒီမှာတော့ဒီလောက်ကလေးပဲပြောပေးမယ်ကျမတို့ကအဲ့နာမှာကိုယ့်ကိုမှတ်ထားပါဒီမှာကျမတို့ဒီမှာကြက်ချိတ်လေးခတ်ထားတယ်အဲ့ဒါတားမြစ်ထားတဲ့ဟိုမှာ10ချက်ရှိတယ်အဲ့ဒီ10ချက်နဲ့မရှာနဲ့တဲ့အမှန်တရားကိုဒါကြောင့်အမှန်တရားကိုရှာတဲ့အခါမှာဒါလေးသိထားမှာပေါ့နော်ဒါအမှန်တရားကိုရှာတဲ့အခါမှာအမှန်တရားကိုရှာတဲ့အခါမှာအဲ့ဒီ10ချက်နဲ့မရှာနဲ့တဲ့ဒါနံပါတ်1နံပါတ်1ကဒီ10ချက်နဲ့မရှာပါနဲ့တဲ့ဆိုတော့နံပါတ်2ကဘာလဲနံပါတ်2အနေနဲ့ကြတော့ကိုယ်ပိုင်ဉာဏ်နဲ့အမှန်တရားကိုရှာပါနှစ်ချက်ပဲဒါပဲဒါကိုမြတ်စွာဘုရားဟောကြားခဲ့တာတဲ့ကိုယ်တိုင်ဉာဏ်နဲ့ရှာကြည့်လို့ရှိရင်အဖြေထွက်လာလိမ့်မယ်တဲ့ဒါပဲထပ်ပြောတာအဖြေထွက်တာကိုကြည့်ပြီး
လာပြီမကောင်းဘူးလို့အဖြေထွက်ရင်အပေါ်တော့ကမကောင်းဘူးလို့သိရင်စွန့်ပြစ်ပဲပြောတယ်အခုဗါတယ်လေမကောင်းဘူးလို့အဖြေထွက်ရင်ချက်ချင်းဆွန့်လွတ်ပါတဲ့ချက်ချင်းဆွန့်လွတ်ပါညွှန်ကြားချက်ဒါဘုသူရဲ့ညွှန်ကြားချက်လေကာလာမရွာသားတွေကိုမြတ်စွာဘုရားကလက်ညွှန်ချက်ပေးနေတာအမှန်တရားတွေကိုရှာတဲ့အခါမှာစေချက်နဲ့မရှာပါနဲ့ကိုယ်တိုင်ဉာဏ်နဲ့အမှန်တရားကိုရှာပါနံပါတ်ကိုယ်တိုင်ဉာဏ်နဲ့ရှာလို့ရှိရင်နံပါတ်3ပေါ့နော်နံပါတ်3လို့မှတ်နံပါတ်3ကိုယ်ပိုင်ဉာဏ်နဲ့ရှာလိုက်လို့ရှိရင်အဖြေထွက်လာမယ်အဖြေထွက်လာတဲ့နေရာမှာဘာအဖြေထွက်မလဲမကောင်းဘူးလို့အဖြေထွက်ရင်ချက်ချင်းစွန့်လွတ်ပါဒါနံပါတ်3မှာမှဒါကာကြီးပေါ့နော်နံပါတ်3ရဲ့ကာကြီးပေါ့ကိုယ်တိုင်ဉာဏ်နဲ့ရှာရင်အဖြေထွက်လာပါလိမ့်မယ်အဖြေထွက်တာကိုကြည့်ပြီးတော့မကောင်းဘူးလို့အဖြေထွက်ရင်ကာကြီးချက်ချင်းစွန့်လွတ်ပါအဲ့ဒီမှာဆရာတော်ကစကားတရားဟောတော့ထည့်လိုက်တယ်လူတွေလောကလူတွေကလို့မဟုတ်ဘူးလေတဲ့လက်သေးခွင့်ဖွင့်မကောင်းမှန်းတော့သိသားပဲဒါလေးရတို့ရဲ့ tradition အစဉ်လာပဲအစဉ်လာယုံကြည်ချက်ပဲစသည်ဖြင့်မစွန့်လွတ်နိုင်ကြဘူးတဲ့ဒါလေးကတော့စာရဲပါလာလေးတဲ့ဒါလေးကတော့ယုတ်တိရှိတာပဲအကြောင်းကျိုးညီညွတ်သားပဲဆိုလက်ခံထားကြတယ်အဲ့တော့ကျမကတော့လောကလူတွေကဒီလိုမဟုတ်ဘူးလေဆိုတာလေးကိုယူထားပြီးတော့မှမကောင်းမှန်းတော့သိသားပဲဒီမှာလူရင်းပဲပြောတယ်မစွန့်နိုင်ကြဘူးကိုလည်းတူတူပဲလက်ခံထားကြတယ်တကယ်ဖယားဟောကဘာလို့ ရလဲမကောင်းမှုလို့အဖြေထွက်ရင်10နှစ်ကြာမှစွန့်လာချက်ချင်းစွန့်ကျမတို့ကတော့မကောင်းမှန်းတော့သိတယ်လောဘမကောင်းလေဟုတ်လားသိတယ်မလားလောဘအဖြေထွက်တယ်လေမကောင်းလေဟုတ်လားတွေ့တာမကောင်းလေအ ਨੇ ဆုံးဆိုကြပြောပါဆိုလို့ရှိရင်တောကဖြစ်စေတယ်လေအ ਨੇ ဆုံးအပြစ်ကိုပြောပါဆိုတောကဖြစ်စေလေသိတယ်လေမကောင်းဘူးဒါပေမဲ့ချက်ချင်းစွန့်လာစွန့်မှုလေကိုယ်အိမ်လေးလဲတွေ့တာပဲကိုမွေးထားတဲ့ကြောင်လေးလဲတွေ့တာပဲဟုတ်တယ်လားမစွန့်နိုင်ပါဘူးကုတ်ကားလေးလဲတွေ့တာပဲတွေ့တာပဲကိုစီးတဲ့ဖနက်ကလေးလဲတွေ့တာချက်ချင်းမစွန့်နိုင်ဘူးเนาะပြီးရတော့ဇာယတိတောကောဟုတ်ပါတယ်เนาะချစ်ချင်းကတောကကိုမွေးဖွားတယ်သိပါပြီဖေသိပါတယ်ဖေသိပါတယ်ဖေချက်ချင်းစွန့်လာမစွန့်တော့ပါစေတောကခံပြီးတော့ပေါ့เนาะကျမတို့ဒီထဲသွားနေတာဒါကြောင့်ဒီနေရာမှာကိုယ်ပိုင်ဉာဏ်နဲ့အမှန်တရားကိုရှာကောင်းမကောင်းနံပါတ်1ရှာပါရှာလို့ရှိရင်ကိုယ်တိုင်ဟောခုနပြောတဲ့စေချက်နဲ့မရှာနဲ့ကိုယ်တိုင်ဉာဏ်နဲ့ရှာကိုယ်တိုင်ဉာဏ်နဲ့ရှာလို့ရှိရင်နံပါတ်3အဖြေထွက်လာမယ်အဲ့ဒီအဖြေထွက်လာတဲ့နေရာမှာမှကာကြီးမကောင်းမှုလို့အဖြေထွက်ချက်ချင်းစွန့်တယ်ဒါမဲ့လောကလူတွေအဲ့လိုမျိုးမဟုတ်ဘူးတဲ့မကောင်းမှန်းတော့တည်တာမစွန့်နိုင်ကြအောင်လက်ခံထားကြတယ်တဲ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလေးပြောသွားပြီဒါဆိုရင်အဲ့ဒီမှာမကောင်းဘူးလို့သိတာနဲ့ချက်ချင်းစွန့်ဆိုတော့အေးလို့မတက်ဖ ೇನೆ လည်းဒါရေးလို့ရပြီမကောင်းဘူးလို့သိရင်ချက်ချင်းစွန့်ဆို3ချက်ပေါ့โอเคအဲ့ဒါဒီဘေးနားမှာ question type လို့ပြောပါဘဝခီးဝယ်ရွေးချယ်ရမယ့်လမ်းကိုမြတ်စွာဘုရားကာလမအမျိုးသားတွေကိုလက်ညွှန်ချက်ပေးတဲ့အခါအမှန်တရားကိုရှာတဲ့အခါဘာလို့ရမလဲဆိုအမှန်တရားနဲ့ပတ်သက်ပြီးလက်ညွှန်ချက်3ချက်နံပါတ်1ကစိတ်ချက်နဲ့မရှာပါနဲ့နံပါတ်2ကကိုယ်တိုင်ဉာဏ်နဲ့အမှန်တရားကိုရှာပါကိုယ်တိုင်ဉာဏ်နဲ့ရှာလို့ရှိရင်အဖြေထွက်လာမယ်အဲ့ဒီအဖြေထွက်တဲ့မှာမကောင်းဘူးလို့အဖြေထွက်ရင်ဘာဖြစ်လဲချက်ချင်းစွန့်မှာပြီးပြီကဲပြီးပြီနောက်တစ်ခါဆက်ပြောတယ်မြတ်စွာဘုရားကတဲ့အမှန်တရားရှာတယ်ဆိုတာတဲ့အဲ့ဒီလိုမဟုတ်ဘူးဆိုအဲ့ဒီလိုမဟုတ်ဘူးဆိုထားလိုက်အမှန်တရားရှာတယ်ဆိုတာကြော်လိုက်မယ်နံပါတ်1ပြန်တက်မယ်ဒါခုနကတစ်ပိုင်းနံပါတ်1နီးလန်းမမှန်ဘူးတဲ့ဒါမကောင်းမှုလို့သိလိုက်တာနဲ့တပြိုင်နဲ့ဆွန့်လိုက်ပါတဲ့နံပါတ်2ကောင်းတယ်လို့သိလို့ရှိရင်လက်ခံကျင့်သုံးလိုက်ပါနှောင်နေကြံ့ကြာမနေနဲ့တဲ့တွေ့လားကောင်းတယ်လို့သိရင်ကြတော့နှောင်နေကြံ့တယ်ကျွန်တော်တို့ကြတော့ကောင်းမှန်းတော့သိတာပေါ့လောဘနဲ့အလောဘဘယ်ဟာကောင်းလဲအလောဘကောင်းနေနော်ဒေါသနဲ့အဒေါသဘယ်ဟာကောင်းလဲအဒေါသကောင်းနေအဒေါသဆိုတာမေတ္တာပေါ့မေတ္တာဆိုလို့ရှိရင်နော်မေတ္တာအကျိုး7မျိုးတောင်ရမှာစိတ်အေးချမ်းချမ်းနဲ့လေအိပ်ရတဲ့အတွက်ကြောင့်ချမ်းချမ်းသာသာအိပ်ရတဲ့ဘာညာစသဖြင့်သိတော့သိတာပဲဒါပေမဲ့ကျမတို့ကချက်ချင်းမေတ္တာပြည့်အောင်အားထုတ်လိုက်နောက်တော့မှအားထုတ်မှာပေါ့နော်ဖြည်းဖြည်းပေါ့နော်ဖြည်းဖြည်းပေါ့ဟုတ်တယ်လားဒါကြောင့်ဗြဟ္မပြည်လာရတရားပါပဲရှင်မှတ်ပါစေကြောင်းပြီဆိုမေတ္တာအကျိုးကိုဖွင့်ငါပြရင်တကူအာနိသင်ဆိုပြီးတော့ပါတယ်လေ
တိတော့တိတာပဲဗြဟ္မဘုံနဲ့ရှိတော်လားတယ်ဆိုတာလေတိတော့တိတာပဲဒါပြင်ကျမတို့ကဘာလုပ်နေလဲနှောင့်နှေးကြံ့ကြာနေကြတယ်ဒါပဲဖះရှင်ကတော့မကောင်းမှန်းလို့အဖြစ်ထွက်ရင်ချက်ချင်းစွန့်ကောင်းတယ်လို့သိလို့ရှိရင်လက်ခံနှောင့်နှေးကြံ့ကြာမနေနဲ့လက်ခံကျင့်သုံးပါဆိုချက်ချင်းကျင့်လက်ခံကျင့်သုံးပေါ့ဒါပဲမဟုတ်လားဒါပဲမြတ်စွာဘုရားကြီးလမ်းညွှန်ချက်ဒါပဲအဲ့တော့လူတွေကတော့တဲ့လို့မဟုတ်ဘူးမကောင်းမှန်းတော့သိတယ်တဲ့ကျင့်သုံးဖို့ကြတော့လက်တွန့်နေတယ်မကောင်းမှန်းလည်းသိတယ်အဲ့တော့ပယ်ဆွန့်ဖို့ကြတော့လက်တွန့်နေတယ်ဒါပဲဒါလေးကသိအောင်မယ်မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကတဲ့ဒါထပ်ပြောနေတာအမှန်တရားကိုတွေ့လာပြီကိုယ်ဟာမှန်မှန်သိရင်ချက်ချင်းစွန့်မှန်မှန်နေဆိုရင်လိုက်နာကျင့်သုံးမှလာပြီအရေးကြီးပြီအယောင်ချေဒါလူတယောက်အတွက်ကိုယ်တူးတဲ့အတွက်လုံလောက်နေပြီတဲ့အရန်အရေးကြီးတယ်စာမမေကွန်းလာလို့ရတာလူတယောက်အတွက်အရေးကြီးသောမြတ်စွာဘုရားဤဘဝခရီးအတွက်လမ်းညွှန်ချက်ကိုဖော်ပြပါဆိုတာမေးလို့ရပြီပေါ့ဟုတ်ပြီနော်ဘဝခရီးအတွက်လမ်းညွှန်ချက်မှာလူတယောက်အတွက်ကိုယ်တယောက်တည်းအတွက်ဘဝခရီးအတွက်လမ်းညွှန်ချက်ကိုပြောပါဆိုရင်အမှန်တရားကိုခုနပြောတဲ့အချက်တွေပြန်ယူရမယ်အမှန်တရားကိုအပေါ်စိတ်ချက်နဲ့မဆုံးဖြတ်ရဘူးကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်တဲ့အခါမှာအမှန်တရားကိုရှာတွေ့လာပြီဆိုရင်ကိုလုံနေတာဒီမှားနေမှန်းသိရင်ချက်ချင်းဆုံးဖြတ်ပါမည်ကိုလုံနေတဲ့ဟာမှန်နေပြီဆိုရင်တော့ဆက်ပြီးတော့လိုက်နာကျင့်သုံးပါဒါပဲအဲ့ဒါလေးနဲ့သွားမယ်အဲ့ဒါလူတယောက်အတွက်လုံလောက်ပါပြီတဲ့ဆိုဒီနေရာဒီကျင့်စဉ်ဖြစ်ပါပြီရပြီနော်ကဲလာပြီသို့တော်တဲ့မြတ်စွာဘုရားကာလမတုံမှာဆက်ဟောသေးတယ်တဲ့လက်သေးကွင်းဖွင့်မယ်လူဆိုတာတယောက်တည်းနေတာမဟုတ်ဘူးတဲ့အ ਨੇ ဆုံးတော့မိသားစုနဲ့နေတာတဲ့နော်ကိုမိသားစုတွေရှိတယ်လို့ပတ်ဝန်းကျင်ကဆွေမျိုးသားချင်းတွေရှိတယ်မိတ်ဆွေသင်္ဃာတွေရှိတယ်လူဆိုတာအပေါင်းအသင်းနဲ့နေတာလက်သေးကွင်းနဲ့ထည့်တာဖတ်တာပဲမလို့အပ်ဘူးရက်ွက်ထဲမှာအပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ဘလို့နေရလဲဆိုတဲ့လမ်းညွန်ချက်ကိုမြတ်စွာဘုရားဒီတုံးမှာဆက်ဟောတယ်ဆိုအဲ့ဒါလေးကိုလိုင်းထားလိုက်ရင်အပေါင်းအသင်းနဲ့နေတဲ့ခါမှာလိုက်နာရမယ်လမ်းညွန်ခုနတူးဒီတယောက်တည်းအတွက်လမ်းညွန်ချက်ခုအားကြတော့အများနဲ့နေရင်လိုက်နာရမယ်လမ်းညွန်ချက်မတူတော့ဘူးတူးတဲ့အတွက်ပြည့်စုံတဲ့လမ်းညွန်ချက်ကိုပြောပါဆိုရင်ဘာလုပ်ရမလဲကောင်းလားမကောင်းလားသိဖို့ဆိုရင်အမှန်တရားကိုဆုံးဖြတ်ဖို့ဆိုလို့ရှိရင်10ချက်ထဲမှာမဆုံးဖြတ်ရဘူးကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ရမယ်ဆုံးဖြတ်တဲ့အခါမကောင်းမှန်းသိရင်ချက်ချင်းစွန့်ရမယ်ကောင်းတယ်လို့သိနေလို့ရှိရင်ချက်ချင်းလိုက်နာကျင့်သုံးတာတယောက်တည်းအတွက်လုံလောက်ပြီနားလည်ပြီနော်ဒီထိဒါပေမဲ့အပေါင်းအသင်းနဲ့နေတဲ့အခါကြလို့ရှိရင်ဘယ်လိုနေရမလဲဆိုရင်အကောင်းဆုံးနေနီးတဲ့အကောင်းဆုံးနေနီးကဘေးနားမှာရေးထားပါဗြဟ္မဝိဟာရတရား၄ပါးပဲဗြဟ္မဝိဟာရတရား၄ပါးဒါမှမဟုတ်ဗြဟ္မဝိဟာရဆိုမြတ်သောနေခြင်းတရား၄ပါးပေါ့နော်ဒါကြောင့်အကောင်းဆုံးနေနီးတနည်းအားဖြင့်ပြောရင်ဗြဟ္မစရိယတရား၄ပါးတနည်းအားဖြင့်ပြောရင်ဗြဟ္မစိုးတရား၄ပါးအတူတူပဲလေကျမတို့သင်ဘူးတယ်လားနာမည်ပါတွေလေမေတ္တာကရုဏာမုဒိတာဥပိ္ပခာအပေါင်းအသင်းနဲ့နေရင်နေရမယ်နေသည်ဒီ၄ပါးနဲ့နေတယောက်တည်းနေရင်တော့ခုနအချက်နဲ့လုံလောက်တယ်တဲ့နားလည်ပြီနော်ကဲလာပြီဒါဆိုရင်အပေါင်းအသင်းနဲ့နေလို့ရှိရင်တဲ့လူတွေကြားမှာနေရင်တဲ့လက်သေးခွင်းဖွင့်မယ်နံပါတ်1အမုန်းတရားကိုဖယ်ရှားပစ်ပြီးဆရာတော်အင်္ဂလိပ်လိုထည့်ပြောတယ်ကျမတို့ကစာမိုးကျတော့အင်္ဂလိပ်လိုမထည့်ဘူးမြန်မာလိုပဲရေးမယ်ဆိုရင်ဟလာအမုန်းတရားကိုဖယ်ရှားပစ်ပြီးเนาะအတူနေတဲ့ပုဂ္ဂိုလ်တွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားလိုက်ပါတဲ့ဒါနံပါတ်1အချက်အမုန်းတရားကိုဖယ်ရှားပြီးတော့အပေါင်းအသင်းတွေမိတ်ဆွေတွေရဲ့เนาะအတူနေပုဂ္ဂိုလ်တွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားလိုက်ပါနံပါတ်2အများကျိုးကိုငါဆောင်ရွက်မယ်ဆိုတဲ့စိတ်လေးမွေးလိုက်ပါအဲ့ဒါကိုမေတ္တာလို့ခေါ်တယ်တဲ့မေတ္တာနဲ့ဟလာအပေါင်းအသင်းတွေကြားမှာနေနေဆိုတော့အဲ့တော့ကျမတို့ကမေတ္တာနဲ့ society ထဲမှာနေပါတယ်ကျမတို့ကမရေးတော့ဘူးပေါ့နော်ဒါမေတ္တာနဲ့နေမယ်နံပါတ်1ကမေတ္တာလို့မှတ်ထားဒါနံပါတ်1ဒီမေတ္တာနံပါတ်1ကမေတ္တာ
အပေါင်းအသင်းတွေမိသားစုတွေလူတွေကြားမှာနေမယ်ဆိုရင်နံပါတ်1အမုန်းတရားကိုဖယ်ပြီးတော့အတူနေပုဂ္ဂိုလ်များဤကောင်းကျိုးချမ်းသာကိုလိုလားစိတ်ကလေးမွေးလိုက်ပါအများကျိုးကိုဆောင်ရွက်မယ်ဆိုတဲ့စိတ်နဲ့မေတ္တာစိတ်နဲ့နေပါမယ်ကဲပြီးပြီဒါမေတ္တာနဲ့ဒါပုံမှန်နေတာအဲ့ဒီမှာတဲ့နေတဲ့ကြားမှာတခါတရံဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ဆိုအဲ့မှာလိုင်းတားလိုက်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေ့လာတတ်တယ်တဲ့အဲ့လိုတွေ့လာတဲ့အခါဆိုစာတစ်ခုဆက်လိုက်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေကြော်လိုက်တွေ့လာတဲ့အခါမှာကြော်တတ်လိုက်တွေ့လာတတ်တဲ့ဒါထားလိုက်ဒီလိုတွေ့လာတဲ့အခါမှာအဲ့ဒီလိုထန်လိုက်တွေ့လာတဲ့အခါဆိုစာကိုဆက်လိုက်တော့ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေတွေ့လာတဲ့အခါမှာနော်လူတွေနဲ့နေတဲ့အခါဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါဘာလုပ်ရမလဲတဲ့လက်တကွင်ဖွင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုလိုင်းသားမယ်အဲ့ဒီဒုက္ခကလွတ်ရလွတ်ကြောင်းဝိုင်းဝန်းကူညီဖြည့်ရှင်းလိုက်ပါတဲ့အဲ့ဒါကရုဏာနဲ့နေခြင်းဖြစ်ပါတယ်တဲ့เนาะဒါပဲအင်္ဂလိပ်လိုနေနဲ့တော့เนาะကရုဏာနဲ့နေခြင်းဖြစ်ပါတယ်ကဲပြီးသွားပြီဒါနံပါတ်2ကကရုဏာဒါနံပါတ်1ကမေတ္တာဆိုတော့ဒါနံပါတ်2ပေါ့ဒုက္ခအဲ့ဒီကရုဏာဒီဘယ်အခါမှာသုံးပါလဲဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အချိန်ကျရင်ကရုဏာကိုသုံးပါမယ်ကရုဏာတခါလူတွေကြားထဲမှာเนาะနေတဲ့အခါမှာတချို့ကြတော့တဲ့အောင်မြင်ကြီးပွားတဲ့ပုံကိုယ်တွေလည်းရှိတတ်သေးတယ်တဲ့ဆိုတော့လက်တကွင်းဖွင့်မယ်အောင်မြင်ကြီးကြတဲ့ပုံကိုယ်တွေပေါ်ကြရင်တော့နံပါတ်3မုဒိတာနဲ့သွားပေါ်ဝမ်းမြောက်လိုက်ပါတဲ့အဲ့ဒါမုဒိတာသဘောပေါက်ပြီးဝမ်းမြောက်ခြင်းဖြစ်ပါတယ်တဲ့အဲ့ဒါမှဆက်ပြီးတော့ဒါဆရာတော်ဆုံးမတာပေါ့နော်အဲ့ဒီလိုဝမ်းမြောက်ဝမ်းသာမဖြစ်ရင်ဘာဖြစ်လဲတဲ့ jealousy တွေဖြစ်မယ်ဆိုတာမနာလိုဝန်တူတာဖြစ်မှာပေါ့အိတ်တာဖြစ်မှာပေါ့နော်ကိုတဲ့တာလီမုဒိတာဝေမဝင်အိတ်တာရိုင်တတ်တယ်ရိုင်မဲ့အစမုဒိတာဘွားစိတ်ထားပြုပြင်ပြောင်းပါမယ်ဒါသိနေတာကိုအောက်တွေ့လင်ကရုဏာဝေမဝင်နိုင်ကနိုင်တတ်တယ်နိုင်မဲ့အစကရုဏာဘွားစိတ်ထားပြုပြင်ပြောင်းပါမယ်ဓာတ်တူတွေ့လင်မေတ္တာဝေမဝင်နိုင်ကပြိုင်တတ်တယ်ပြိုင်မဲ့အစမုဒိမေတ္တာဘွားစိတ်ထားပြုပြင်ပြောင်းပါမယ်ဟုတ်လားဒါပဲသွားပါဓာတ်တူဆိုရင်မေတ္တာကိုအောက်တွေ့ရင်ကရုဏာကိုထက်သားရင်မုဒိတာဒါအပေါင်းအသင်းကြားထဲမှာနေနည်းတယ်တဲ့နော်အဲ့တော့ဒီနေရာမှာစက်ကြည့်လိုက်တဲ့အခါမေတ္တာမထားနိုင်ဘူးဆိုရင်တဲ့အမုန်းတရားတွေကိုနှလုံးသားတွေရောက်လာမယ်တဲ့ရောက်လာတာနဲ့တပြိုင်နဲ့အကျဉ်းနာတရားဆိုတာမလာဘူးတဲ့ကြီးပွားလာတဲ့ပုံကိုယ်တွေတွေ့ရင်လဲမုဒိတာနဲ့ဝမ်းသာတာမဖြစ်ဘူးတဲ့မဖြစ်ရင်ဘာဖြစ်လဲစီးလုံးညီညွတ်ရေးဆိုတာဘလို့မှမရနိုင်ဆိုလိုတာဒါတွေကသိဖို့ပဲဒီမှာစီးလုံးညီညွတ်ရေးဆိုတာမရနိုင်ဘူးဆိုတာလေးပဲအယောင်ချဲထားရင်အဲ့ဒီမေတ္တာကရုဏာမုဒိတာတရားတွေမရှိကြဘူးဆိုရင်စီးလုံးညီညွတ်ရေးမရနိုင်ဘူးဆိုတဲ့အချက်တစ်ချက်မှတ်ထားလိုက်ဒါလေးသိရုံပဲနော်လောကကြီးမှာစီးလုံးညီညွတ်ရေးမရတာဘာကြောင့်လဲဆိုအပေါင်းအသင်းတွေရှိတယ်ခုကမ္ဘာနိုင်ငံတွေမှာဟလာခုတနိုင်ငံနဲ့တနိုင်ငံစသည်ဖြင့်စီးလုံးညီညွတ်ရေးမြန်မာတနိုင်ငံထဲမှာလဲဟလာတယောက်နဲ့တယောက်စီးလုံးညီညွတ်ရေးမရှိတာပါဆိုတယောက်နဲ့တယောက်မေတ္တာကရုဏာမုဒိတာတရားတွေမဖြစ်ကြလို့ပေါ့ဒါပါပဲเนาะအဲ့ဒါတွေမရှိကြလို့ကဲအဲ့ဒါပြီးလိုင်းပိတ်လိုက်မယ်လိုင်းပိတ်လိုက်ပြီးတော့ဘာဆက်ဟောလဲဆိုရင်ဒီကနေ့ကဘာကြီးကတဲ့လူထုတွေမှာတဲ့ဒီကနေ့ကဘာကြီးကဆိုခုနကဘာကြီးအထိကိုသူကဆရာတော်ဖျားချက်ပြတယ်လောကကြီးမှာရှိတဲ့ကဘာကြီးမှာနေထိုင်နေတဲ့လူတွေရှိမယ်တဲ့အဲ့ဒီလူတွေထဲမှာစက်တားလိုက်ရင်မေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများဘဲအယောင်လေးချေမယ်ကဘာငြိမ်းချမ်းရေးကိုရှာနေရင်ဘယ်တော့မှမတွေ့နိုင်ဘူးတဲ့ကဘာငြိမ်းချမ်းရေးမပြောနဲ့တဲ့လိုင်းတားအောင်မယ်မိသားစုတဲမှာတော့ငြိမ်းချမ်းရေးမတွေ့နိုင်ဘူးတဲ့ဒီတရားမပါဘဲဒီတရားမပါဘဲဆိုတာမေတ္တာကရုဏာမုဒိတာသုံးခုပဲပြောနေတာမပါဘဲစစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ဘူးတဲ့ဒီတရားပါမှသာငြိမ်းချမ်းရေးအစစ်ကိုရနိုင်တယ်ဆိုဒါ question type ဒီမှာဒီပိနာမှာရေးလိုက်ပါကဘာငြိမ်းချမ်းရေးမိသားစုငြိမ်းချမ်းရေးရလို့သူများလိုက်နာကျင့်သုံးရမည်တရား၄ပါးအဲ့တရား၄ပါးဘာလဲဆိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာပေါ့ဒီကတော့ဆရာတော်ကြီးကဥပိ္ပခာမပြောသေးဘူးမေတ္တာကရုဏာမုဒိတာအောက်ကြတော့ပြန်ပြောမှဆိုမှတ်ထားလိုက်ကျင့်သုံးလိုက်နာမဲ့တရား၄ပါးမှာမေတ္တာအကြောင်းပြောရမယ်ကရုဏာအကြောင်းပြောရမယ်မုဒိတာအကြောင်းပြောရမယ်ရပြီနော်ကဲအဲ့ဒါပြီးရင်အောက်ကိုဆင်းမယ်ကိုယ်တိုင်နဲ့အဲ့တော့
သူများကိုငြိမ်းချမ်းရေးလုပ်ချင်တဲ့သူကဘာလုပ်ရမှာလဲတဲ့ကိုတိုင်းပထမငြိမ်းချမ်းအောင်လုပ်ပါတဲ့လိုင်းတာပါနော်ငြိမ်းချမ်းရေးလိုလားတဲ့သူဒီကဘာကြီးငြိမ်းချမ်းပါစေကဘာမြေငြိမ်းချမ်းပါစေမိသားစုတွေငြိမ်းချမ်းပါစေမြန်မာတနိုင်ငံလုံးငြိမ်းချမ်းပါစေငြိမ်းချမ်းရေးလိုလားတဲ့သူဒီအရေးဆုံးပါလို့ရမယ်မိမိကိုယ်တိုင်ပထမဆုံးငြိမ်းချမ်းအောင်လုပ်ပါတဲ့အဲ့တော့ကိုတိုင်းငြိမ်းချမ်းဖို့ဘာလုပ်ရမလဲဆိုရင်တဲ့လက်သေးခွင့်ဖွင့်ထားနံပါတ်1ပတ်ဝန်းကျင်ကပုဂ္ဂိုလ်ရဲ့အကျိုးကိုလိုလားတဲ့မေတ္တာထားပါနံပါတ်2ဒုက္ခရောက်လာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကုညီပါကရုဏာထားပါနံပါတ်3ချမ်းသာတဲ့ပုဂ္ဂိုလ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါမုဒိတာပွားပါနံပါတ်4လူလောကဆိုတာချမ်းသာတာလေသူကံနဲ့သူပဲကင်းကင်းနဲ့အေးချမ်းချမ်းဗါလေကင်းကင်းနဲ့အေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့တဲ့ဥပိ္ပခာပွားပါတဲ့တောကကင်းကင်းဖြစ်လိမ့်မယ်နော်စာပြုတ်တာဒါလေးဖြည့်လိုက်နော်တောလူလောကဆိုတာချမ်းသာတာလေသူကံနဲ့သူပဲတဲ့တောကကင်းကင်းနဲ့အေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့ဥပိ္ပခာပွားပါတဲ့ဆိုတော့အဲ့ဒါလေးကကိုတိုင်းငြိမ်းချမ်းအောင်လုပ်ရမယ်တရားဆိုလေဒီ၄ပါးပဲတဲ့ဒါပဲအဲ့ဒါဆိုရင်ဒါလေးမှတ်လို့ရသွားပြီဒါလဲ question အနေနဲ့ question type ဖြစ်သွားပြီကဲအဲ့တော့မှ၄ခုမှာဥပိ္ပခာမေတ္တာအကြောင်းပြောပြီးပြီကရုဏာအကြောင်းဟောပြီးပြီမုဒိတာအကြောင်းဟောပြီးပြီဆိုတော့ဥပိ္ပခာဆိုတာလာပြီဥပိ္ပခာအဲ့ဒါပြီး line ပိတ်လိုက်နော်အဲ့တော့ဥပိ္ပခာပွားပါဆိုပြီးတော့အဲ့နားမှာပဲရက်သွားတယ်နော်Oh sorry ဒီကတော့ကကင်းကင်းမဟုတ်သီလားဆရာတော်ပြောတာအတိုင်းမှာတောကမထဲနဲ့ကင်းကင်းနဲ့ဆိုတာပတ်ဝန်းကျင်ကလူတွေနဲ့ခုနပြောတဲ့ဟိုမုန်းချစ်မပြုလိလူရှုဆိုတဲ့အတိုင်းအလုံးနဲ့ကင်းကင်းနဲ့အေးချမ်းချမ်းနေခြင်းတော့ဥပိ္ပခာပွားပါဒါဆိုလိုတာနော်ဟိုစာမှားတာစာကျန်တာမဟုတ်ဘူးဓမ္မမိတ်ဆွေများအဲ့ဒါရပြီကဲတော့မှဥပိ္ပခာအကြောင်းရှင်းတော့မယ်ကျမတို့မှားနေတယ်စာမမေကွန်းလာပြီလိုင်းပိတ်လိုက်ပြီးတော့ဥပိ္ပခာရဲ့သဘောတရားကိုတဲ့လိုင်းတားမယ်မြန်မာလူမျိုးတွေကအဓိပ္ပာယ်ကောက်လွဲနေတယ်တဲ့အဲ့တော့အဲ့ဒါမှာမြန်မာလူမျိုးတွေအဓိပ္ပာယ်ကောက်လွဲနေတော့ဥပိ္ပခာကြီးသဘောတရားကိုဖော်ပြပါလို့ question တိုက်မေးလို့ရတယ်နော်ဒါမေးလို့ရတယ်နော်ဒါကြောင့်မြန်မာလူမျိုးတွေအဓိပ္ပာယ်ကောက်ကွယ်လွဲနေတော့ဥပိ္ပခာကြီးသဘောတရားကိုဖော်ပြပါဆိုလက်သေးကွင်းဖွင့်မယ်မခေါ်မပြောဂယုမဆိုင်ပဲနေတာကိုဥပိ္ပခာလို့ထင်နေကြတယ်တဲ့မြင်းဆောင်ချက်ဥပိ္ပခာဆိုတာအမှန်ကဒါပဲနော်အဓိပ္ပာယ်ကောက်လွဲတာဒါပဲဒီဟာလေးပဲမခေါ်မပြောဂယုမဆိုင်ပဲနေတာဥပိ္ပခာလို့ထင်နေခြင်းဖြစ်ပါသည်ဆိုဒါလေးတစ်ကြောင်းနဲ့ပဲပြီးဥပိ္ပခာဤသဘောမှန်မှာအမှန်ကဥပိ္ပခာဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးဝယ်ဥပိ္ပခာဒီဘလို့သဘောရှိတယ်လေလို့ပြောရင်အမှန်ကဥပိ္ပခာကမေတ္တာထက်လဲတာတယ်ကရုဏာထက်လဲတာတယ်မုဒိတာတဲ့လဲတာပါတယ်ဒါလည်းမှတ်ထားမယ်ဟုတ်ပြီနော်ပြီးဒီမှာသင်ထားတဲ့ဟိုကမ္မထမ်းပိုင်းသင်ထားတဲ့သူဆိုသိရမယ်လေမေတ္တာဆိုတဲ့ကမ္မထမ်းပွားများထုတ်ရင်ပထမဇန်နဲ့သရုဋ္ဌဇန်မရတယ်ဟလားကရုဏာပွားလဲဒါပဲမုဒိတာပွားလဲဒါပဲဥပိ္ပခာပွားရင်ဘာဖြစ်လဲပြင်စမဇန်ရတယ်လေတာတာပဲလေဟုတ်တယ်လားအဲ့ဒါလေးကိုကိုကမှတ်တာဒါကြောင့်မေတ္တာတဲ့လဲတာတယ်ကရုဒါအကျိုးကိုတာတာသဘောထားခြင်းလဲမေတ္တာဆိုတာချစ်မြတ်နိုးတာအကျိုးလိုလားတာကရုဏာဆိုတာတနာကျင်နာတာမုဒိတာဆိုတာဝမ်းမြောက်တာဥပိ္ပခာကြတော့ချစ်မြတ်လို့တာလည်းမရှိဘူးတနာတာလည်းမရှိဘူးဝမ်းမြောက်တာလည်းမရှိဘူးမုန်းချစ်မပြုလိလူရှုတဲ့သဘောလေးအဲ့ဒါမျိုးသူသွားမှာဒါကြောင့်ဥပိ္ပခာဆိုတဲ့သဘောတရားအမှန်ပြောတော့မယ်ဒါကြောင့်မြန်မာလူမျိုးတွေအဓိပ္ပာယ်ကောက်လွဲနေတော့ဥပိ္ပခာဤသဘောတရားဥပိ္ပခာဤသဘောတရားအမှန်မေးလို့ရတာပေါ့ဒါဆိုဥပိ္ပခာရဲ့သဘောတရားကလက်သေးခွင့်ဖွင့်လိုင်းတားမယ်လူဆိုတာသူကံနဲ့သူဖြစ်တာတဲ့နော်နောက်ပြီးတော့ဆက်ပြီးတော့တားမယ်ဆဲသွားရင်လေလက်သေးခွင်းထဲမှာထည့်လိုက်မယ်ငါဆဲရမလားလို့ဆိုတာလက်သေးခွင်းလေးထည့်သူ့ကိုကြော်လိုက်မယ်ဆဲသွားရင်လေစိတ်မဆိုးနဲ့တဲ့
ဆိုနံပါတ်1အနေနဲ့ဥပိ္ပခရဲ့သဘောတရားကိုပြောပါဆိုလူဆိုတာသူကံနဲ့သူဖြစ်တာအဓိကပြောတာသူကံနဲ့သူဖြစ်တာဥပိ္ပခရဲ့သဘောတရားကိုတဲ့မြန်မာလူမျိုးတွေအဓိပ္ပာယ်ကောက်လွဲနေတယ်မခေါ်မပြောဂယုမဆိုင်ပဲနေတာဥပိ္ပခလို့ထင်နေကြတယ်ဆိုတဲ့အတွက်ကြောင့်ဒီနေရာမှာဓမ္မမိတ်ဆွေတို့ဘေးလေးနားမှာလေဥပိ္ပခနဲ့တန်တန်မှာဒါလေးရေးရအောင်နော်ဥပိ္ပခဆိုတဲ့ခေါင်းစဉ်ရေးပြီးတော့နံပါတ်1အဓိပ္ပာယ်ကောက်လွဲတဲ့ဥပိ္ပခပါဠိရေးလိုက်ဒါ question type တစ်ခုဥပိ္ပခဓမ္မထင်နဲ့မေးနိုင်တယ်နော်ဓမ္မမိတ်ဆွေများကျမတို့တော်တော်များများဥပိ္ပခမှားနေကြတာအဓိပ္ပာယ်ကောက်လွဲတဲ့ဥပိ္ပခပြီးနံပါတ်2ဥပိ္ပခဤသဘောအမှန်ဥပိ္ပခဤသဘောအမှန်အဲ့ဒါကိုဆရာတော်ဘုရားကလေဥပိ္ပခရဲ့သဘောအမှန်အောင်ဘာစကားလုံးလေးသုံးလဲဆိုရင်မွန်မြတ်တဲ့ဥပိ္ပခတဲ့နော်မွန်မြတ်တဲ့ဥပိ္ပခတိတ်ပြီးတော့စကားလုံးလှတယ်မွန်မြတ်တဲ့ဥပိ္ပခဒါလေး gist လေးမှတ်ထားလိုက်နော်အဲ့ဒါကိုကျမတို့ပြန်လေ့လာအောင်နော်အဲ့တော့ဥပိ္ပခရဲ့သဘောတရားမှာကျမတို့မြန်မာလူမျိုးတွေကအဓိပ္ပာယ်လွဲနေကြတယ်ဆိုတော့အဲ့ဒီဟာဘာလဲဆိုရင်နံပါတ်1ကဘာလဲဆိုရင်မခေါ်မပြောဂယုမဆိုင်နေတာဥပိ္ပခလို့ထင်ကြတယ်ငါဥပိ္ပခပြုထားတယ်အဲ့လိုထင်ထားတယ်เนาะအဲ့ဒါလေးတကယ်တော့ဥပိ္ပခဆိုတာအဲ့ဒါအမှန်မှန်ဆိုတာအဲ့ဒါထားလိုက်တာအဓိပ္ပာယ်ကောက်လွဲတာဒါတစ်ချက်ရှိတယ်အောက်မှာလာအောင်မယ်ပြီးရင်တော့ဆက်ကြည့်အောင်เนาะမွန်မြတ်တဲ့ဥပိ္ပခအကြောင်းမပြောဘဲနဲ့ဥပိ္ပခရဲ့သဘောအမှန်ကိုပြောရင်အမှန်ကဥပိ္ပခမေတ္တာထက်တာတယ်ကရုဏာထက်လည်းတာတယ်မုဒိတာထက်လည်းတာတယ်တဲ့ဥပိ္ပခရဲ့သဘောတရားအစစ်ကဟလာမခေါ်မပြောဂရုစိုက်ပြီးတော့နေတာလည်းမဟုတ်လူဆိုတာသူကံနဲ့သူဖြစ်တာတဲ့ဆဲသွားရင်လေစိတ်မဆိုးနဲ့တဲ့နောက်ပြီးတော့အဲ့ဒီဟာမလို့တော့ဘူးနော်ဥပိ္ပခသမားတွေလာရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူအညီပေးရင်လေအဲ့ဒါပေါ့အဲ့ဒါတော့ကျမတို့စာလို့ဆရာတော်ကဟောတရားပြောနေတော့ကျမတို့ကလာပြီးတော့ဗာလဲဆိုရင်ဟလာရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူအညီပေးရလေလက်တဲကွင်းထဲမှာအော်ဒီကောင်ကတော်တယ်ငါ့ကိုချီးမွမ်းပေါ်ရတယ်ငါ့ကိုကူညီပေါ်ရတယ်ဆိုပြီးတော့လေလက်တဲကွင်းပိတ်ဝမ်းမသာဘူးအဲ့တော့ဆိုလိုတာဥပိ္ပခဓမ္မာတိဆိုတာကိုကျမတို့ကတကယ်စာဖြည့်လို့ရှိရင်ဒါမယူနဲ့ပေါ့နော်အဲ့တော့ဒီမှာယူလိုက်ရင်ဥပိ္ပခရဲ့သဘောတရားကိုပြောပါဆိုရင်နံပါတ်1နံပါတ်1လူဆိုတာသူကံနဲ့သူဖြစ်တာဒါတစ်ချက်အဲ့ဒါဘာကိုယူတာလဲဆိုရင်ကျမတို့ဥပိ္ပခပွားတဲ့ခါမှာတဗ္ဗေတတ္တာကမ္မတကာဆိုတာတစ်ကြောင်းနဲ့ပဲအဲ့ဒါကိုပြောတာနော်တဗ္ဗေအလုံးစုံကုန်သောတတ္တာတတ္တဝါအလုံးတို့ဒီကမ္မတကာကံသားလင်းကိုယ်ပိုင်ဥစ္စာရှိတယ်အလုံးကသူကံနဲ့သူဆိုတဲ့စိတ်နဲ့သွားမှာဒါလေးကိုဆရာတော်ပြောတာပြီးတော့သူ့ပေါ်မှာလာပြီးတော့ဆဲသွားမယ်ဆဲသွားရင်လည်းစိတ်မဆိုးရဘူးတဲ့နံပါတ်2ညင်းဆောင်ဖြတ်ဥပိ္ပခသမားသည်ဆိုတာစကားမလို့ထက်သွားတာတကယ်တော့နံပါတ်3လာရောက်ပြီးတော့နော်အကူချီးမွမ်းပြီးတော့အကူညီပေးရလေအဲ့တော့လာရောက်ပြီးတော့အကူညီပေးရလေအော်ဒီကောင်ကတော်လိုက်တာသွားပြီးတော့တကယ်တော့သွားရောက်ပြီးတော့ဥပိ္ပခသမားလာရောက်ပြီးတော့ဆိုတာဆိုတော့ဥပိ္ပခသမားကနေပြီးတော့နော်သွားပြီးတော့ကူညီတာကိုပြောတာနော်သွားပြီးကူညီပေးတဲ့အခါကျလို့ရှိရင်ဟာဒီကောင်တော်တာပဲငါ့ကိုဟလာတော်တယ်လို့ပြောရင်လေချီးမွမ်းပေးလို့ရှိရင်လေဝမ်းမသာဘူးတဲ့ငါ့ကိုကူညီပေးတယ်ဆိုပြီးတော့လေဝမ်းမသာဘူးတဲ့ဆိုလိုတာဟလာကောင်းတာတွေပြောလဲဝမ်းမသာဘူးပေါ့ဆဲသွားလဲစိတ်မဆိုးဘူးပေါ့ဒါကိုပြောချင်တာနော်အဲ့ဒါကတော့စကားဟောတရားမလို့အဲ့လိုဖြစ်တယ်နောက်စကားချော့အောင်ပြန်ရေးပေါ့နော်ပြီးရင်ဆိုလိုတာကတဲ့အဓိကမိန်ကိုပြောမယ်ဥပိ္ပခတော့စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ပုံကိုအနေထားမျိုးကိုဥပိ္ပခလို့ခေါ်တယ်ဥပိ္ပခဆိုတာစိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ပုံကိုအနေထားမျိုးကိုဥပိ္ပခလို့ခေါ်ပါတယ်တဲ့စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ပုံကိုအနေထားဖြစ်မှာပေါ့သူကမတုံလှုပ်တော့ဘူးလေဥပိ္ပခဆိုတာနော်မတုံလှုပ်တော့ဒါကြောင့်လေဟိုဇန်အနေနဲ့ပြောလို့ရှိရင်ဥပိ္ပခပြင်းစမဇန်အထိရောက်သွားတာလေဥပိ္ပခဆိုတာဥပိ္ပခဟလာဒီနေရာမှာဥပိ္ပခဧကဂရာတိဟူသောဇန်က2ပါးနဲ့တကွဖြစ်သောနော်ပြင်းစမဇန်ဖြစ်တဲ့အတွက်ကြောင့်ဒါဥပိ္ပခစိတ်ကအလွန်တည်ငြိမ်တာပေါ့နောက်စိတ်တဲ့အလွန်တည်ငြိမ်နေတဲ့စိတ်တဲ့အတူငြိမ်စကလုံးအရန်ကောင်းတယ်နော်ဒီမှာစိတ်တဲ့အလွန်တည်ငြိမ်နေဝမ်းမညမြောက်ဆိုနံပါတ်3နံပါတ်4
စိတ်သက်အလွန်တည်ငြိမ်တဲ့အနေအထားမျိုးကိုဥပိ္ပခလို့ခေါ်တယ်တဲ့အဲ့တော့နံပါတ်၄ပြောရင်စိတ်သက်အလွန်တည်ငြိမ်နေနောက်စိတ်သက်အလွန်တည်ငြိမ်ပြီးတော့ဘာလုပ်လဲလိုင်းတားမယ်လူကိုလစ်လူမရှုဘူးတဲ့လူရဲ့အပြုမူဒါလစ်လူရှုပြီးတော့လှုပ်တင်တာလှုပ်တင်သိကောင်းတဲ့ဥစ္စာကျမတို့အများကြီးကိုယ့်အတွက်လည်းအထောက်အကူဖြစ်တယ်ကျမတို့ကဒီလူတယောက်ကိုဥပိ္ပခပြုတယ်လွတ်ထားလိုက်ပြီးဆိုလူကိုလစ်လူရှုလိုက်တာသူဘာပဲဖြစ်ဖြစ်ကလာဆိုးကောင်းကောင်းဖြစ်ချင်တာဖြစ်ဆိုလူလေးလူရှုလိုက်တာဘာကိုလေးလူမရှုလဲဆို तू လှုပ်တဲ့အပြစ်မူကမကြေဘူးမကြေနဲ့မကောင်းလို့ကိုသူ့ပြစ်ပလိုက်တာလူကိုပြစ်ပလိုက်တယ်အပြုတ်မူလေးလူကတကယ်ဥပိ္ပခအစစ်ကဘာဖြစ်လဲဆိုလူကိုလေးလူမရှုဘူးတဲ့လူရဲ့အပြုတ်မူဒါလေးလူရှုပြီးလှုပ်အဲ့ဒါကိုဥပမာပေးတော့မယ်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီနေရာလေးမှာနံပါတ်5အချက်ကိုလိုက်ပြီးတော့မေကွန်ထုတ်လို့ရတယ်ဒီမှာမရှိရင်ဒါလေးတစ်ချက်မှတ်ထားနံပါတ်5အချက်ကလေးကိုဥပမာဆိုပါစို့တဲ့ဆိုဥပမာလေးမှတ်ထားလက်သေးခွင့်ဖွင့်မယ်လူတယောက်ကအကူညီလိုနေတဲ့ဒုက္ခရောက်တယ်တဲ့အကူညီလဲလိုသေးတဲ့ဒုက္ခလည်းရောက်နေတယ်သို့တော်တဲ့သူကဆဲပြီးခိုင်းနေတဲ့ဥပိ္ပခဓမ္မဘာဖြစ်လဲဒါစိတ်မဆိုးဘူးလှုပ်ပေးလိုက်တယ်တကယ်ကျမတို့ဆိုလှုပ်ပါလားအကူညီလဲလိုသေးတယ်ဒုက္ခလည်းရောက်နေသေးတယ်လာပြီးကိုယ်ဆဲရင်မလုပ်နဲ့နင်းတိုင်းနဲ့နင်းကန်ဟုတ်တယ်မလားနော်ငရမကန်လည်းမခွေးသေးဝတ်တေးပဲဆိုတော့စောလူရဲဆိုပြီးတော့ထားမှာပေါ့နော်သူ့လည်းသွားခိုးရသေးတယ်ဟုတ်တယ်မဟုတ်လားကျန်စင်သားငါ့ကိုခိုးတယ်လို့အော်သေးတယ်ကိုမှတကယ်ကိုနော်ဟိုတက်ဆွဆံပြသွားတယ်အဲ့တော့မလုပ်နဲ့ကျမတို့ကအဲ့ဆဲတာကိုဒေါသထွက်ပြီးတော့အပြုတ်မှုကိုဒေါသထွက်ပြီးတော့လူကိုဘာလုပ်လိုက်လဲလိလူရှုပြီးထားခဲ့တယ်မဟုတ်ဘူးတဲ့ဥပိ္ပခဓမ္မကဘာလုပ်လဲစိတ်မဆိုးဘူးတဲ့သူလှုပ်ဆက်ရှိတာပြီးအောင်လှုပ်လိုက်တယ်တဲ့ကဲမြင်းဆောင်ဖြတ်တယောက်ကကြတော့တဲ့ချော့ပြီးခိုင်းနေတဲ့ကျမတို့ချော့ခိုင်းလို့ကတော့လေတရားလှုပ်ကြမှာဟုတ်တယ်မဟုတ်ဘူးလားသူကဘာဖြစ်လဲဝမ်းမသာပါဘူးတဲ့လှုပ်ပေးလိုက်တယ်တဲ့ဆိုလက်သေးခွင့်ပေးလိုက်အဲ့ဒါဥပမာအနေနဲ့ဥပိ္ပခသည်လူကိုလေးလူမရှုလူဤအပြုမူတာလေးလူရှုပြီးလှုပ်တဲ့နာလှုပ်တာကိုဥပမာပြပါလို့ပြောရင်အကူညီလူဒုက္ခရောက်တဲ့ဆဲပြီးခိုင်းလဲစိတ်မဆိုးပဲလှုပ်ပါသည်နော်သူ့ရဲ့အပြုမူကဆဲပြီးခိုင်းတာကိုမယူဆဲပြီးခိုင်းတာကိုလေးလူရှုတယ်လူကိုလေးလူမရှုကူညီပေးလိုက်တယ်တယောက်ကကြောတော့ချော့ပြီးတော့ခိုင်းတယ်ချော့တဲ့အပေါ်မှာဝမ်းမသာဘူးတဲ့ဒီပေါ်မှာဒီသူ့ရဲ့လူကိုလူလိုချင်တာပဲသူပြီးအောင်လုပ်တယ်ဒါဥပိ္ပခပဲတဲ့ဒီမှာဆက်လာပြီဝမ်းသာတယ်တို့စိတ်ဆိုးနေတယ်တို့ဆိုတာစိတ်မှာတည်ငြိမ်နေမှုမရှိတဲ့သဘောတရားကိုပြရပါဆိုကျမတို့တွေအဲ့ဒါဆိုတော့ကျမတို့ကမြင်နေနော်ဝမ်းသာလဲလွယ်တယ်စိတ်ဆိုးလဲလွယ်တယ်စိတ်တက်မတည်ငြိမ်သေးဘူးဆိုတော့စိတ်လှုပ်ရှားတာပေါ့ဥပိ္ပခမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဘူးတဲ့လက်သေးခွင့်ဖွင့်အဲ့ဒါလက်သေးခွင့်ဖွင့်ပြီးတော့ဒါကြောင့်ဥပိ္ပခကိုဆိုတာအင်္ဂလိပ်လိုရေးထားအဲ့ဒါကိုလက်သေးခွင့်နဲ့ဖွင့်ပြီးအဲ့ဒါမပေါ်ဘူးပေါ့ကြော်ပလိုက်တော့နော်အဲ့တော့ကိုကစာကြည့်ရမှာဆိုစာကိုချော့အောင်လုပ်မယ်ဆိုတော့ဝမ်းသာတယ်တို့စိတ်ဆိုးနေတယ်တို့ဆိုတာစိတ်မှာတည်ငြိမ်မှုမရှိတဲ့သဘောကိုပြတာဥပိ္ပခမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဘူးကြော်လိုက်မယ်စိတ်ကတည်ငြိမ်နေတာစိတ်ဓာတ်တည်ငြိမ်နေတာတဲ့ဒါပဲအဲ့တော့မပြီးသေးဘူးအောက်မှာပါလာတယ်မြန်မာတွေဘလို့အတိတ်ပဲကောက်လဲဆိုရင်တော့တဲ့လက်သေးခွင့်ဖွင့်မယ်ဥပိ္ပခဆိုတာကိုနဲ့မတဲတဲ့သူဒီကောင်ကိုမခေါ်မပြောပဲနေလိုက်တဲ့ဥပိ္ပခပြုထားတယ်မခေါ်မပြောဘူးအဲ့ဒီမှာဆရာတော်စာပြင်ပြီးတခြားကြည့်ပါဥပိ္ပခပြုထားတယ်မခေါ်မပြောဘူးစကားလည်းမပြောဘူးဆိုတာဖြစ်ပါသူဘာမှမလုပ်ဘူးဆိုတာလည်းဖြစ်လိုက်ပါတဲ့အဲ့ဒါလေးကိုဖြတ်ပြီးတော့ဆက်ဖတ်မယ်အဲ့ဒါဥပိ္ပခတဲ့ပြီးဒီလိုပဲဆိုတာဖြတ်လိုက်ပါမဟုတ်ဘူးကိုချမ်းပါပြီးတော့မှအဲ့ဒီဥပိ္ပခကတမျိုးဆိုပြီးတော့လက်သေးခွင့်ပိတ်လိုက်ပါအဲ့တော့ပြန်ကြည့်မြန်မာတွေပြန်ဖတ်မယ်နော်မြန်မာတွေဘလို့အဓိပ္ပာယ်ကောက်လဲဆိုလို့ရှိရင်တော့ဥပိ္ပခဆိုတာကိုနဲ့မတည့်တဲ့သူဒီကောင်ကိုမခေါ်မပြောဘဲနေလိုက်တယ်ဥပိ္ပခအပြုထားတယ်မခေါ်မပြောဘူးအဲ့ဒါဥပိ္ပခမဟုတ်ဘူးတဲ့အဲ့ဒီဥပိ္ပခကတမျိုးတဲ့နော်ဒါအဓိပ္ပာယ်ကောက်လွဲနေတာကျမတို့ဥပိ္ပခအဲ့ဥပိ္ပခမျိုးကြီးလေအဲ့ဒီဥပိ္ပခဘာဥပိ္ပခလဲဘာဥပိ္ပခလဲလို့ပြောရင်
အဲ့ဒီဥပိ္ပခာကတမျိုးတဲ့ဆရာတော်ဘုရားပြောထားတယ်အဲ့ဒါဥပိ္ပခာအစစ်မဟုတ်ဘူးလေဘာဥပိ္ပခာလဲမကျေနပ်နေတာမဟုတ်လားမကျေနပ်လို့ခုနပြစ်ထားခဲ့တယ်ဆိုတော့တကယ်တော့အဲ့ဒါဥပိ္ပခာအစစ်လားဥပိ္ပခာဆိုရင်တော့မှတနည်းအားဖြင့်ပြောအဲ့ဒီဥပိ္ပခာဘာဥပိ္ပခာလဲမောဟဖြစ်သွားမှာပေါ့ဓမ္မမိတ်ဆွေများရေဟုတ်ဘူးလားဟုတ်ဘူးလားဥပိ္ပခာဒီဘယ်စိတ်မှရှင်လဲလောဘမှုစိတ်မှလည်းရှင်နေဒေါသမှုစိတ်မှရှင်လားရှင်မှုလေမောမှုစိတ်မှရှင်နေအကုသိုလ်စိတ်12ပါးမှလေအကုသိုလ်စိတ်12ပါးမှလောဘမှုစိတ်မှဆိုရင်ဒေါမနတ4ပါးဥပိ္ပခာ4ပါးဟုတ်လားဒေါသမှုမှာဒေါမနတပဲရှိတယ်လေဥပိ္ပခာမရှိဘူးမောမှုမှာဥပိ္ပခာ2ခုရှိတယ်လေနော်ဒါဆိုရင်အခုဒီသဘောတွေကမကျေနပ်လို့ဖယ်ထားတဲ့ဆိုတွေကကုသိုလ်လားအကုသိုလ်လားအကုသိုလ်လေအကုသိုလ်ဆိုအကုသိုလ်စိတ်မှာဥပိ္ပခာရှင်နိုင်တာ6နေရာပဲရှိ6ခုပဲရှိတယ်လေလောဘမှုထဲမှာ4ခုရယ်မောမှုထဲမှာ2ခုရယ်ဆိုစဉ်းစားကြည့်အောင်ဒီဥပိ္ပခာကဘာဖြစ်လဲမတည့်တဲ့သူကိုဒီကောင်ကိုမခေါ်မပြောပဲနေလိုက်တယ်ဆိုတွေကလောဘမှုလားလောဘမှုမဖြစ်နိုင်တော့ဘူးဆိုရင်ဒေါသမှုမှမဟုတ်တာမတည့်တာတက်လေဒါဆိုရင်မောဟမှုပဲပေါ့အဲ့တော့ကျမတို့ကဒီမောဟဘာကိုမကြိုက်နေတာလဲဘာကိုဖြစ်နေတဲ့ဥပိ္ပခာမျိုးလဲဆိုမောမှုစိတ်မှရှင်တဲ့ဥပိ္ပခာဝေဒနာမျိုးလေဒါဝေဒနာဥပိ္ပခာယူနေတာပေါ့ဟုတ်တယ်လားဘာကိုလေးလူရှုလိုက်တာလဲလူကိုလေးလူရှုပလိုက်တာလေလူမကြိုက်လို့လူလေးလူရှုပလိုက်တာဟုတ်တယ်လားပြစ်ထားပလိုက်တာသူကလည်းသူနေပလေးစေတော့ဆိုဒေါသတော့ဒေါသစိတ်တစ်စိတ်ပဲဒါမှတကယ်တော့မောဟနဲ့သွားနေတာပဲတကယ်ဆိုရင်ကျမတို့ကတိ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 ုက်တဲ့အနေနဲ့သူမသိလို့ဟာဖြစ်ပါတယ်ဆိုတာမရှိတော့ဘူးဒါကိုဆရာတို့ကပြောချင်တယ်အဲ့ဒါဥပိ္ပခာတမျိုးအဲ့ဒါဆိုမြန်မာတွေအဓိပ္ပာယ်ကောက်လွဲနေတဲ့ဥပိ္ပခာဆိုရင်အပေါ်ဟာနဲ့2ချက်ပြောတော့မှာပေါ့နော်အဲ့တော့အပေါ်မှာမြန်မာလူမျိုးတွေအဓိပ္ပာယ်လွဲနေတဲ့ဥပိ္ပခာကဘာလဲဆိုမခေါ်မပြောဂယုမဆိုင်ပဲနေတာကိုဥပိ္ပခာလို့ထင်ကြပါတယ်နောက်ဆက်ပြောကြည့်ရင်ကိုနဲ့မတည့်တဲ့သူအဲ့ဒီဒီကောင်ကိုမခေါ်မပြောပဲနေလိုက်တယ်ဥပိ္ပခာပြုတ်ထားတယ်မခေါ်မပြောဘူးဆိုအဲ့ဒါနဲ့ဆက်ပြီးတော့ဒါယူအတူတူပဲပေါ့နော်အဲ့တော့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်ဟိုတစ်ချက်ကိုမှတ်လိုက်ရင်ရပြီပေါ့နောက်ဆိုဘာလာတယ်လေဒီမွန်မြတ်တဲ့ဥပိ္ပခာမျိုးမဟုတ်ဘူးအဲ့ဒီမြန်မာတွေအကောက်လွဲနေတဲ့ဥပိ္ပခာဒီမွန်မြတ်တဲ့ဥပိ္ပခာမဟုတ်ဘူးဆိုရင်မွန်မြတ်တဲ့ဥပိ္ပခာကိုပြောပြပါလို့ပြောရင်ဘယ်လိုဖြေမလဲမွန်မြတ်တဲ့ဥပိ္ပခာဆိုဒီမှာလူဆိုတာဒုက္ခနဲ့သူဖြစ်တာနော်ဆဲသွားရေလဲစိတ်မဆိုးဘူးလာပြီးတော့ချီးမွမ်းရင်လဲဝမ်းမသာဘူးလိုအပ်တာကိုလုပ်ပေးပါတယ်နောက်ပြီးတော့ဘာဖြစ်လဲစိတ်ဓာတ်အတီးအလွန်တည်ငြိမ်နေလူကိုလေးလူမရှုဘူးလူရဲ့အပြုမှုသာလေးလူရှုပါတယ်လူကိုလေးလူမရှုဘူးလူရဲ့အပြုမှုကိုလေးလူရှုတယ်ဆိုတာဘာကိုပြောတာလဲအခုညီလိုတယ်ဒုက္ခရောက်နေတယ်ဆဲပြီးခိုင်းနေလူကိုလေးလူမရှုဘူးသူ့ရဲ့အစဲတယ်ဆိုတဲ့အပြုမှုကိုဒါလေးလူရှုပြီးတော့စိတ်မဆိုးပဲလုပ်ပေးလိုက်ပါတယ်လူတယောက်ကချော်ပြီးခိုင်းနေခိုင်းတာကိုပဲလူကိုလေးလူမရှုပဲလုပ်ပေးလိုက်တယ်သူချော့တဲ့ပေါ်မှာဝမ်းမသာပါဘူးအဲ့ဒါဥပိ္ပခာပါမုံမြတ်တဲ့ဥဒါကြောင့်ဝမ်းသာတယ်စိတ်ဆိုးတယ်ဆိုတာစိတ်မတည်ငြိမ်မှုရှိတာကိုပြတာပါဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဘူးဆိုတော့ဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဘူးဆိုရဲ negative နှစ်ခုဆင့်ထားတာဒါဆိုကျမတို့ကပြောင်းပြန်ပြောရင်ဥပိ္ပခာမှာတည်ငြိမ်မှုရှိပါသည်ပေါ့ဒါပဲပေါ့နော်ဥပိ္ပခာတည်ငြိမ်မှုဥပိ္ပခာမှာမတည်ငြိမ်မှုဆိုတာဘယ်တော့မှမရှိဘူးစိတ်ကလွန်တည်ငြိမ်နေတယ်ဒါကိုပြောဒါကိုမွန်မြတ်တဲ့ဥပိ္ပခာမဟုတ်ဘူးဆိုတော့ဘာလာအောင်လဲဆိုရင်နောက်အပတ်ကြမှာမွန်မြတ်တဲ့ဥပိ္ပခာဆိုတာလေးကိုဆက်တင်တော့မယ်ဒါဆိုတော့ခုနနေရာလေးမှာ question type အနေနဲ့ဗာမေးလို့ရလဲဆိုတော့ခုနဥစ္စာမေးလို့ရတယ်အဓိပ္ပာယ်ကောက်လွဲနေတဲ့ဥပိ္ပခာဆိုတာဘာလဲဥပိ္ပခာရဲ့သဘောအမှန်ဆိုတာလေးဒါကြည့်ထားရမယ်နောက်ပြီးတော့လူကိုလေးလူမရှုဘူးလူကိုလေးလူမရှုဘူးအပြုမူဒါလေးလူရှုတယ်ဆိုတာဘာလဲအဲ့ဒါဖတ်ခဲ့လိုက်တော့ပေါ့နော်ဒါဆိုရင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေတက်ရှိကျမ်းမာစွာဖြင့်သူတော်ကောင်းတရားများစတဲ့တပူပွားတူအထုတ်ကျင့်ကြံနိုင်ကြပါစေ